မဘာထုတ်လာတဲ့ငွေအားလုံးစီးပေးပါဟုတ်ကဲ့နော်မရုံးနေလိုက်ပါဟုတ်ရောက်ဘူးတာခုနကဒီဝတ်စားလည်းမဟုတ်ပါတို့ရုံးစင်းတော့မယ်ပြောမယ်ချေပုံးပဲသွားမှာဆိုလို့မနက်တည်းကကြိုတင်ပြင်ဆင်ပြီးတော့ယူလာတာအခုလဲပြီကဲတော့နောက်ကြတယ်တော့လည်းရုံးနေပြီလားအေးကဲအဲ့မဲ့ငါတို့ရဲ့ပြောစရာချင်းလေးတွေပုံးပဲကုန်မယ်လက်အောင်ဒီအလုပ်ကြီးဖြစ်လာတယ်ဆိုတော့ရှင်းတိုက်ရမှာတိုက်ပါလေကွာတိုက်ပါလေအဲ့ဆိုရင်ငါသိပြီးလိုက်တော့ဟာကြငါတို့ပတ်စံလို့မရှိမှလာတော့နေတယ်မင်းကိုအရက်တိုက်ရမယ်ဆိုတော့ငါတို့နဲ့တူဆိုင်လိုက်ခဲ့ဖို့ကွာဝါတော့ပေါ်ဝါပြီးတော့လေဒီမိမမှာလိုက်တယ်ကွာမင်းစားချင်းပြန်လာခဲ့ပါတဲ့တမီးလည်းသုံးစားပြီအဲ့တော့ဝါတာပဲအဲ့ဒါမင်းကိုထမင်းတစ်လုံးနဲ့ချုပ်နေတာနော်ယောက်ျားကြီးဒီကိုပြန်လာခဲ့နော်ယောက်ျားနဲ့မိန်းမသမီးတူလက်စုံစားခြင်းတယ်လို့ပြောတာမင်းကိုထောင်ချောက်စေနေတာဟုတ်တယ်နည်းနည်းလူဘွားကြီးမှာကွာဘွားဆိုတာကြီးကျယ်ခန္ဓာလုံးကြီးပါတယ်ကွာလူတယောက်ကစက်သားမှာတရက်လောက်တော့ကိုယ်ပိုင်ကြိုတဲ့အခွင့်အရေးရှိတယ်ပြောမင်းတို့ကဟိုပြောတဲ့စက်ပေါ်တော့ပြက်တဲ့စေးရောက်နေပြီဒီလိုကောင်းနေဒီဆွဲနေဆိုတော့ဘာမှမသိမြောင်းဟဲ့အရက်ဆိုတာဆွဲကောင်းတဲ့အရာကိုဆွဲတာလို့ပြက်ငါတို့ရက်တော့ဘလို့ဒုက္ခမလို့ငါတို့ဘလို့ချိန်မှာလုပ်ပြတယ်ဟမ်ပြောချိန်မှာပြောတော်ချိန်မှာတော်ဆိုရင်ငါတို့လည်းသိပါတယ်ကွာငါတို့အရက်ဆွဲတာမှတော်သေးတယ်နော်မင်းကဘွားကြီးဆွဲနေကြားမကောင်းဘူးဘာဆွဲလဲထမင်းနေမသားပါဘူးကွာဒီကောင်ကလေမိန်းမကတန်ဆွဲလေဒါပေမဲ့မင်းကယောက်ျားတန်မဲ့နဲ့ဘိုင်းကောင်းကြောက်ပြီးနေလုံးအားကြည့်တယ်ဒီမှာယောက်ျားလည်းယောက်ျားခွေမိန်းမလည်းမိန်းမခွေတန်းတို့ခွေရှိတယ်မှာမင်းတို့ပြောသလိုအခွေဆိုတဲ့စကားနဲ့ပြောမှာမင်းတို့လည်းမင်းတို့ကလွတ်လွတ်လပ်လပ်ရတော့ရှိတယ်ငါလည်းလွတ်လွတ်လပ်လပ်မလိုက်ပိုင်ခွင့်ရှိတယ်နောက်ငါသမီးကိုဆွဲပိုင်ခွင့်ရှိတယ်မိန်းမကိုချစ်ပိုင်ခွင့်ရှိတယ်နော်ဒါတို့ပဲလွတ်လပ်စွာဘောပွဲလေးပိုင်ခွင့်ရှိတယ်ဟာဒီလိုမင်းတကယ်ကြားလဲကြားတယ်ကောင်းနေကွာဟဲ့မရေကြောက်ဆိုတာဒါမျိုးပဲဒါမရောက်ကြောက်တော့ချစ်တာမလေးချစ်တာမဟုတ်ပါဘူးမင်းကကိုးခွေတာကိုးခွေတာမဟုတ်ဘူးမြန်နိုးတာမဟုတ်ပါဘူးကွာရှေ့တန်းတင်လုံးတာပါရှေ့တန်းတင်တာမဟုတ်ဘူးဖေးပါလားဖေးမမမင်းခွေးမပြေးတော့ငါရိုက်တာမဟုတ်ဘူးဖေးငါတို့ရဲ့လေပျော်မဲ့အချိန်လေးတွေမင်းအဲ့လိုအချိန်ဆွဲနေရတယ်သွေးဆုံးမခံနိုင်ဘူးဖောက်ကဟိုတော့ငါနဲ့တော့တက်တယ်လိုက်ခွာလိုက်ပြီးတယ်ဒီတော့တော့ရတယ်။အော်ဆက်ပါမယ်။ကိုယ်ကပြန်လာလိုက်ဆိုဘိုးရကနေဘူးစောက်ပါမယ်။ဒါကြောင့်ဟုတ်လေအချိန်ရှိဟဲ့အပြည့်မှာလေရုံးစင်းတဲ့အချိန်ကခုနဲ့45မိနစ်တောင်ကြာနေတယ်။ဒါမှမဖယ်သွားတာ။ခုလေးမင်းပါလား။ရန်ကုန်မြို့နဲ့မကျော်ကားတွေပိတ်သိပ်တက်တက်နေ။တော့45မိနစ်နောက်ကျတော့သေးတယ်နော်။4နာရီမိနစ်50တော့နောက်ကျသွားနိုင်တယ်။ဒါက4နာရီနဲ့ဟာပြောဘူး။ဟာပြောပေါ့လေ။ပေးဟေးယောက်ျားခဏလေးမလုပ်နဲ့နော်ဟိုလေညင်နေတာကြည်စားလာတာပြောစိတ်လားကြည်စားဒါပါလေဘာပြောစရာမလဲဒီမှာအမွှေဒါပါမွေးလေဟာဘာမွှေမလဲစပင်မွှေလေမိမစပင်မွှေလေရွှေရအမွှေလေယောက်ျားရဲ့ဒီမိမစပင်မွှေကဘလို့ဒီလိုရောက်လဲကိုအဲ့ဒါတက်ကမေးရမှာလေဘယ်ဘလို့ရောက်လာလဲသူများတွေလိုမျိုးလေငါစကားနဲ့ပြန်လာတယ်ဆိုရင်တက်မပြောအခုကကိုပိုင်ကားနဲ့ပြန်လာတာလေကိုတက်ကိုမညာနဲ့နော်လမ်းမှာဘဲကောင်မလေးကိုကားဆောင်ခေါ်တင်လာတယ်ပြောအဲ့ဒီကောင်မလေးကိုပခုံးကမမီးအိတ်လို့ဒီအမွှေးကကိုပခုံးကိုရောက်အောင်မိမလေကွာရုံးနဲ့အိမ်နဲ့ရုံဒီအားပဲတွားတဲ့တော့မိမသိရတာလေအဲ့လိုဆိုအဲ့ဒီအမွှေးကဘာလို့ပါလာမှာလဲအဲ့ဒီအမွှေးဘယ်ရောက်အော်တီးပြီနေ့လေဘန်သွားတယ်တင်ရွှေပါတယ်တင်ရွှေအမွှေးအဲ့ဒါတင်ရွှေဆိုတဲ့အကောင်အမွှေးအဲ့လောက်ရှိမလားဟောတင်ရွှေဆိုအကောင်မို့ကောင်းပါမတ်တင်ရွှေဟမ်မတ်တင်ရွှေဟုတ်တယ်ကော
ကောင်မတော့ခေါ်ပြီးတော့ဟိုကသွားတယ်ပေါ့ဟုတ်လား မိမလေကွာမတ်တင်ရွှေဆိုတာအသားမဲမဲတွားကောကောရုပ်ဆိုးဆိုးနော်ကလေးတော့အမေမိမပဲရုံးမအဲ့လိုလူမျိုးတွေရွေးခန့်မယ်ဆိုတရုံးလုံးမှာရုပ်ဆိုးပန်းဆိုးတွေကြီးပဲ ဘာပြောလဲမိမပဲ မိမတချို့ကိစ္စတွေကရုံးမှာမိမတွေလုံးမှာအဆင်ပြေတာအမှငွေစင်းအပေါင်းနှုတ်အမြောက်စားမိမတွေပဲစိတ်စီတာလေသူတို့ပဲခန့်ရတာပေါ့ ဟိုဒါပေမဲ့ဒီဘန်သွားတာရောတောက်တက်တာလို့လားဟိုနှစ်ယောက်ဘာလုပ်နေလဲဟိုတယောက်ကမော်တာလေးဘာလုပ်နေလဲ ဟောမော်တော်ကိုပေါ့ကာပါပေါ့ကာဒီကောင်ကအယောင်းဘက်က တောက်ဆိုချက်က ကျက်ကဒီကောင်အဝယ်ဘက်ကလေအယောင်းနဲ့အဝယ်ဘက်ဆိုတာဒီငွေစင်းနဲ့မဆိုင်ဘူးကိုက MD လေး MD တော့အယောင်းအဝယ်ငွေစင်းအကုန်လုံးပါတယ်ဒီ ဟောဘာပြောကွာအဲ့လိုမိမနဲ့တူသွားမကြိုက်ဘူး ကဲမိမတော့ကြောက်မကြုံလို့လား ယုံတော့ယုံတယ်လေဒါပေမဲ့ချစ်တာကိုလို့တွန်းတူတာပေါ့ကို ဟာလေ ခိုင်းပြောရမယ်နော်တက်ကချစ်ကြီးလို့မြက်ကြီးတတ်တယ်ရုပ်လုံးအောင်နော်ဟမ်အသက်ချင်းလေးပလိုက်မယ် ကြောက်ချင်ပါလားကြောက်ချင်ဟုတ်ပါတယ်ယောက်ျားလည်းမိန်းမကိုချစ်လုံးလို့ခက်ခိုးပြီးတော့ပေါင်းထားယူထားနော်ကဲမိမဘာမို့လဲဒီသပင်တစ်ချောင်းနဲ့ပြဿနာဖြစ်တော့မှာဟမ်ယောက်ျားဘာမှမကြည့်တော့ မလေးစင်းနေပါလေယောက်ျားကြိုက်တယ်ငရဲဦးလေးချက်ထားတယ်ကော်တခါတိလေးဘေးဦးလေးနဲ့လည်းကြော်ထားတယ် ဖိုက်တော့စားပါဖိုက်တော့စားပါ ဒါနော်ဒီဘေးတွေအားလုံးကိုငါရှင်းပြီးပါဒါပြီးရင်တော့ဟဲ့ဒါနော် ဟာရောက်မင်းတကယ်ချင်းကွာအဲ့လိုတော့မကောင်းဘူး အမေမရိုက်တာငါပါပိတ်ရိုက်တယ်ငါပြောတာကာလာဝေးသွားဆိုမယ်လေ အေးပါခါစားလာပါကွာမင်းဘယ်လိုဖြစ်လဲရုပ်ပြက်တကယ်စိတ်ဆိုးပါခေးပါကွာသွားမှာပေါ့ကွာအဲ့လိုသုံးညင်ဖြုံးညင်တော့အဲ့လိုရှာနေရလေဟုတ်တယ်နော် ငါလည်းဒီလိုပဲလူဘွားကြီးကိုပျော်ပျော်ပါပါနဲ့ဖြတ်တန်းနေလို့ဒါရှာနေတာ ဒါပဲလေသုံးညင်ဖြုံးညင်နဲ့စိတ်မရှိမှတော့ဒီခန္ဓာကိုယ်ကြီးကိုအပင်မခံပြီးခိုင်းမနေဘူးကွာအိမ်မှာပိုးမွေးလို့မွေးလာလိုက်ရှင်းတယ်နော် နာမင်းခန့်လို့ကောင်မျိုးကတော့ကွာရှားပါတယ်ငါဟမ်ဒီကုမ္ပဏီမှာသူရှယ်ယာများဆုံးငွေလဲအကောင်ဆုံးသူ့အိတ်တွေကပတ်စံကိုထုတ်ပြီးတော့သူ့အတွက်လည်းသူမသုံးဘူးတငယ်ချင်းတွေအတွက်လည်းသုံးတာမင်းမြင်ဘူးလား ပိတ်တာဆိုအဲ့ဒါပဲလက်မြင်ဘူးလားပိတ်တာဆိုအဲ့ကောင်ကြီးလားအဲ့ဒါပိတ်တာပဲဘယ်နဲ့ကွာငွေပုံကြီးမှာထိုင်းတပြားတစ်ချမ်းမှလည်းမသုံးဝင်လည်းမရှိဘူးလေပလောသနာဖို့ကောင်းလေ အဲ့ဒါပေါ့ကွာလူဘဝကိုရပြီးလူဖြစ်ရကြုံမနဲ့မင်းသူမိမကို तू ချစ်တာတော့ငါလည်းမပြောလို့ပါဘူးချစ်ပါအခုဟာ तू ကလေသူ့ရဲ့ဘဝတစ်ခုလုံးနှစ်ပြီးတော့ချစ်တာရောက်ရင် ဟေ့ဘလောက်ပဲနဲ့ဘလောက်ပဲချစ်ပါကွာလောကနိဗ္ဗာန်အစစ်ကိုဒီကောင်မတွေ့ဘူးသေးလို့ပါလောကနိဗ္ဗာန်အစစ်ကိုငါတို့ပြလိုက်ရင်တော့ယူသွတ်သွားမယ်နော်သိလား ကရင်ယုံနေဟဲ့ဒါပြီးနာနော် ဟဲ့မင်းတကယ်စိတ်ပါနေလား ဟော ဟုတ်လေတကယ်ဆိုဖို့စိတ်ပါမယ်လို့ပြောနေတာဒီလေအဲ့တော့စိတ်ပါနေနော် ဒါကြီးရုံစင်းအနေအိမ်ကိုတန်းပြန်လာနော် ဩတက်ကလည်းဒီတိုင်းပြန်နေကြပါကွာ ဟောပြီးတော့လေဟိုရာသူတို့အရန်ပူလေအေးလေးတိတ်တောက်နေနော်အာသီးအောင်နေဟောပြီးတော့အပူဆက်တွေလည်းတိတ်စားနေနော်မင်းရှောင်းပါစို့တော့ နေလေကွာဒီမှာပူလည်းမတော့လည်းအေးလည်းမတော့ဘာတော့စား မပူအေးလေးစားယူပူအေးလေးတောက်လိုက်ပေါ့ယောက်ျားရဲ့ စနေနေ့နေပါလာပြီးသွားဆိုရ ဟုတ်တယ်ရောက်ဟေးမင်းကလေကားလေးနဲ့အိမ်ကနေသွားရုံကနေကားလေးနဲ့ပြန်လာအိမ်ပြန်ရောက်ဆိုတော့ရောက်ကွက်ထဲမှာဘာဖြစ်လို့ဖြစ်မှမသိဘူးအဲ့တော့အချိန်ရှိလို့ မလိုပါဘူးရှင်တော်စမ်းပါဒီမှာရှင်တို့ရက်ကွက်တမှာဘာဖြစ်တယ်ဆိုတာကလေဒီမှာခုခေတ်ကလေဖွာပုတ်ခေတ်ရောက်နေပြီခလုံးလေးချက်နှက်ခဲ့တယ်ရှင်တို့ရက်ကွက်တဲ့နေပြီကဘာလုံးကဘာတွေဖြစ်နေရဆိုတာအကုန်လုံးသိသွားစီရပြီးတော့လေဟိုကျမယောက်ျားကလေအိမ်မှာပဲစားမှာတဲ့မနဲ့စားဘူးကျမကလေကျမယောက်ျားအပြင်မှာထွက်ပြီးဝဲစားစရာမလိုအောင်အိမ်မှာတခါတဲ့အဝကျွေးလိုက်ဟုတ်ပြီလားနော်ယောက်ျားရှင်တို့စားခဲ့ကြပြီလားအစားပြီဆိုလို့ရှင်လေအဲကန်းထဲမှာပဲထိုင်ဆောင်လိုက်ပြီနော်ကျမယောက်ျားမြန်ပါတယ်နော်ဟုတ်လား ကဲတထားရဲ့နင်ကိုယ့်ယောက်ျားကိုအဲ့လိုကြီးမချုပ်ချင်ပါနဲ့ရုပ်ကလေးတည်းလို့ရင်မနဲ့ပိုက်တယ်ကအမွေလေးတက်လိုက်အဲ့လိုမလုပ်ပါနဲ့ငါကောင်ကြီးလည်းနေပါလန်းဆန်းနေပါစေရဲ့ ကျမတို့ကလမ်းဆန်းပြီးသားလားရှင်တို့ပဲလမ်းဆန်းဖို့လိုအပ်တာရှင်တို့လိုအပ်ရင်ရှင်တို့သွားနော်လက်ဖိတ်စားတွေပါထိုင်နေဆိုတာရှင်ဟိုရောက်လို့ရှိရင်လေမမြင်တဲ့နားတွေမြင်ရမယ်မကြားတဲ့နားတွေကြားရမယ်အဲ့တော့မပြောတဲ့နားတွေပြောရမယ်ပပတဲ့နားတွေပါမိတော့မယ်ဟောလက်ဖိတ်စားထိုင်ရှေ့ကဖြတ်သွားတဲ့လူတွေကြည့်ပြိုပြိုအိုအိုကြီးကြီးငယ်ငယ်ရွယ်ရွယ်ဟာမြက်ကွင်းညိုတွေ90ကျော်ဆိုအကုန်ကြည့်ပြီးအမှအခုတော့သွားများလို့ပဲတော်ပါတော့ဒီအိမ်မှာပဲစားရစီနော်ကိတ်ထိုင်ဆောင် ခဏလေးပါအိမ်မှာစားမယ်ဆိုရင်တစ်ခါလဲငါတို့ကဝင်စား ဟုတ်ရတာကောင်းတယ်ကောင်းတယ် ဒီဟိုလည်းမပြောကြဘူးဒါပေမဲ့ချက်ဖို့ရမှာဘူးလေကိုတယောက်စားလဲစီစဉ်ထားလား ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်နော်ဟုတ်ကဲ့ခင်ဗျမဆောင်တော့ရုံရောက်မှာပဲတွေ့တော့မှတကယ်ကြီးဒိုးပြီးချက်ပူတွေသွားလိုက်ပါဦးမယ် အစိုးရမလာတဲ့လား တက်ကလေကွာအားနာစေ ဟိုယောက်ျားအားနာစမလို့ပါပြောပေါ့တလာပါယောက်ျားအတွက် breakfast ကို special စီစဉ်ထားတယ် တကားဆိုတဲ့မိန်းမတော်တော်ကိုဘောင်ကျော်နေပြီင
ငါတို့အားလုံးကကြောင်းတော့ကလည်းပေါ်တာတွေဒီလုပ်ငန်းလုပ်တော့လည်းအတူတူထူထောင်လာခဲ့ကြတာ ဟုတ်ပါကွာငါတို့လက်ကလေးကကြီးတယောက်မှမပါဘူးအဲ့တော့ဒီကောင်မိမငါတို့မတူတူမတန်လို့ဆက်ဆက်ငါမိမသာဆိုဒီပါနှစ်ဖက်ကိုညှက်ရိုက်ပြီးလွှတ်တိုက်ပလိုက် ဟောငါမိမဖြစ်ကြည့်ပါလားငါတငယ်ချင်းတွေပေါ်မှာအဲ့လိုဆက်ဆံလို့ရတော့လေဟဲ့ဒီလိုထိုးပြီးတော့ဘာလို့ဝါစားလိုက် အေးကောင်လည်းပြောစရာငါတို့ကောင်ကြီးကလည်းငါတို့ကောင်ကြီးပါပဲကွာကာမကုံလက်တော်ဝက်သားလို့ထင်တယ်ဒါမျိုးကတော့မိမတိုင်းမှာပါပါတယ်ကွာ ငါတို့လိုအစုံစားတတော်တယောက်နေနဲ့မိမဆိုအပိုင်ယူကြမလို့ကောင်းကြမိမကိုလည်းအပိုင်ယူရတယ်ဟောလှုပ်လဲတွေးရတယ်မိမစကားလဲနားထောင်ရတယ်နောက်ဆုံးပြောလိုက်မယ်ကွာဟိုညဘက်အိမ်တော်မှမိမရှစ်ခိုးသွားမကြိုးဆိုတဲ့အတိုင်းမိမကိုရှစ်ခိုးကြော့ပြီးမှငါမပြောလိုက်ချင်ပါဘူးကွာ ဒီကောင်ဒီတိုင်းပြစ်ထားလို့မရတော့ငါတို့စိတ်ပူနေပြီကောင်တို့ဒီကောင်ဒီနော်နေကနေကဲထုတ်ပါလို့အပြင်လောကကြီးမှာရောင်စုံပန်းလေးတွေဘလောက်တောင်လှပဝေးစားပြီးပွင့်လန်းနေလဲဆိုမျက်မြင်ကိုယ်တွေ့အောင်ငါတို့စီစဉ်ပေးရတော့ မှန်တယ်ယောက်ျားနဲ့မိန်းမဆိုတာဒန်းတို့အခွင့်အရေးရတယ်အဲ့စကားကိုငါထောက်ခံတယ်ဖြစ်တယ် နင်ထောက်ခံတာသိကြရင် โอเค ဟုတ်ပြီအဲ့ဒါဆိုရင်ဒီကောင်တွေငါတို့ project စလိုက်အောင် စလိုက်လေလုပ်လိုက်တာ မင်းစင်လေဘာလို့လဲ အဲ့လေ ။ဘာလို့ဆင်းရမှာလဲ။ငါမင်းတို့လိုက်ပို့တာ ဟာမင်းမဟုတ်သေးပါဘူးကွာမင်းမရောက်ဘူးဆိုတော့ငါတို့ကလိုက်ပို့တာလေကွာမင်းကငါတို့ဒီလိုက်ပို့ခိုင်းတယ်မြောင်းမနေလား ။ပြောပါနဲ့ကွာ။တခါငါ့ကိုအချိန်နဲ့အိမ်ပြန်ခိုင်းနေတာ။အခုအပြန်လဲဝင်စရာရှိသေးတယ်။နောက်ကြိုင်တော့စိတ်ကောက်နေပါလိမ့်မယ်ကွာ ဟဲ့တတ်ထားလေအဲ့လိုကြီးမဟုတ်ဘူးတေချာပြောပြရင်ရပါတယ်ကွာ ။ဒီကိုသွားတဲ့တော့တေချာပြောပြ။အောင်မလေးဗျာ။မိုးမီလောင်သွားမှာပေါ့။ဒီမှာသူစိတ်ကောက်ချွတ်ခဲ့တယ်။တညာလုံးကိုစိတ်ကောက်ပြေတာမဟုတ်။ညစာပါငတ်ရော အဲ့ဒါမာယာတွေမာယာ ။မာယာမဟုတ်ဘူး။ငါမင်းမတထားကြောင်ပြော တ နေတာ ထားတွေတထားတွေဟုတ်ကဲ့ကွာတထားအဲ့ဒါမာယာလုံနေတာမာယာလုံနေတာဟဲ့ဒီကိစ္စမျိုးကနော်ရိုးရိုးလို့မရဘူးတိုက်ယူမှရတာတိုက်ယူလိုက်ရအောင်တစ်ချိန်ကျူးလွန်ကြည့်လိုက်သူစိတ်ကောက်တယ်နော်မချောနဲ့ပြစ်ထားလိုက်နှစ်ခါလုံးကြည့်စိတ်ကောက်တယ်မချောနဲ့ပြစ်ထားလိုက် ။တော့ငါလုံးကြီးမောင်လင်မြကွဲသွားမှာပေါ့ကွာမင်း ဝဲမချောတော့ဘူး ။ဟာပြောတာရိုက်လိုက်တာကွာ တကယ်ကတော့မကွဲပါဘူးကွာမင်းအဲ့လိုလှုပ်တက်မှန်းသိရင်မင်းမင်းကိုပြဿနာမရှာတော့ဘူးလေဟောဒါသူလူရိုးလှုပ်စင်နေဆိုမင်းအိမ်ပြောတော့နဲ့သမင်းရင်စားမလိုက်ရင်ချုံမလား ပြဿနာလည်းမချောဘာမှလည်းပြောတော့မှာမဟုတ်ဘူးနော်အဲ့မှာမျက်ရည်ဘူးသီးလုံးကြာလာတော့မှာ ဟဲ့အဲ့ဒါလက်နဲ့မင်းမကြဘူးလားမင်းကလေးလက်နဲ့ဆိုတာလက်ပြေပုံးမှာမောင်ရဲ့ ညရေစက်ပါမောင်ရဲ့ ဟောတယ်မောင် ကဲ နေ တော့ စ ကွာမျက်ရည်စက်ပြီးဘာဖြစ်ငါတော့မသွားဘူး 哎，还能干的 ဘာလို့လဲဘာလို့လဲ 我们上面太迷人了， ဒီမှာဝယ်လည်းမစောင်းနိုင်လည်းမမြူလူသေးတာကြည့်တာဗျ 那没搞咱们骗喏。 ခမင်းကလာမပြောနဲ့ 好呗，这边不是没问题，那边是没问题。我手里要跌了吧？ တို့ကြည့်တယ်ဗျတို့ကြည့်တယ်ဗျ ကောင်းပါပါတယ်နော်ဆိုင်ရှိမှရမဖြစ်ပါနဲ့ 好呗，手里对爸爸等，对下赶紧赶走。 အန်ကလေးကလည်းဆွ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 ဟိုလည်းအန်ကလေးကမျက်နှာရဲ့ချိန်ပြီးတော့အန်ကလေးကရှိတယ်ဘုံမမလို့ တက်ကြည့်ပြီးချိန်မစီးတဲ့လူနဲ့ဟိုးကြီးယူနဲ့လေလူနဲ့တွေ့နေပြီပေါ့ကွာ ကျမရဲ့ မပြောပါနဲ့ကောင်းပါလားကွာဟဲ့ဘာမင်းတို့ခေါ်လာလို့ဒီပြဿနာတက်တာတော့ဗါလေကွာ 那个给多少哇？给多少？ တိတ်ခါကြောက်လိုက်တာ 就跟你两个人喊多。 ကိုယ့်ကိုထိုင်းနေရမရနာ 哎爸，我看来啊， မင်းမငွေချင်လည်းနေပါကွာပြပြ 多。 ဘယ်လိုလေကောင်းလာနေရလဲပြီးလည်းမပွင့်ဘူး စိတ်တော်နေရ ဘာစိတ်လို့ ငါအိမ်ပြန်လာမယ်ချင်း ဒီစင်အိမ်ပြန်လာတယ်ကွာဒါပြန်ထွက်လိုက်ပြီ ယောက်ျားတော့ဘာပြောမလဲဘယ်သွားတော့လဲပြော ဟောကိုနေကိုလိုက်ပို့နေတာ ဒါဘယ်ညောက်လဲဘယ်ညောက်လဲ ဟိုရုံးကနေရောက်ပြီ ချင်နာဘယ်သွားလဲဘယ်သွားလဲဘယ်ကောင်းတော့လိုက်ပေါ့ လိုက်ကောင်းမဟုတ်ဘူးကောကျက်တဲ့ပေါ်ကဒီလိုသွားနေတယ်လိုက်ပို့ပေးနေတာ ဘယ်လိုလိုက်ပေါ့လဲ ဘာသူတို့ကလေဟိုသူ့ရဲ့အဖိုးရက်လေစီလို့တဲ့ဟာမနေ့ကသွတ်ကတ်နေတယ်တဲ့ဒါနဲ့ဘုန်းကြီးကျောင်းကိုကျူပြီးရှောက်နေတယ်ဆိုလိုက်ပို့ပေးတာ တကယ်နော် ဟိုတကယ်တော့မဟုတ်ဘူးပြားစုဘုန်းကြီး ညာနဲ့တော့ မညာပါဘူးမညာပါဘူး ပြီးတော့အဲ့ဒါပဲလက် ဘာလို့ ဘာလို့လိုပဲလက်ဆိုလက်ပါ ပြောတော့ဒီမယားချင်းမကြံစီကောင်းတော့မကြံစီရ ဒီစားလက်
မှာပါလေသူရုံးပါလေကရုံးပါတယောက်မှမရှိဘူးဟိုဘယ်ကရုံးမှလည်းမတွေ့ခဲ့ဘူးဟိုတီလာရှင်ကြောင်းလည်းမရောက်ခဲ့ဘူး ခုနကတော့ဘုံကြောက်သွားရဆို အဲ့ဘုန်းကြီးကြောင်းမှာတီလာရှင်မရှိဘူးဘုန်းကြီးပဲရှိတာနော်ဘယ်မှာဒီကြောင့်မအဲ့တော့မယုံလား ရုံတယ်လေဒါမှချစ်တာဟုတ်လို့ ဟိုချစ်တော်လက်ခံလို့ရပါတယ် ဘုံချစ်တာတော့တော့ပေါ့ တဝင်တူတဲ့ဒီလက်ခံလို့ရတယ်ဒါပေမဲ့ရန်တုံတူမကောင်းဘူးယောက်ျားလည်းစိတ်တော့ချက်ပြတယ်နောက်ပြီးမှလည်းစိတ်ပြင်ပါပုတ်ဘူးလား ပြင်မမှာပြောပေါ့ ဟောပြောပါလားဒီနောက်ပြောတယ်တော့ပြောပါမယ် အဲ့ဘယ်မှာပြောဖြစ်လဲ ဟောဒီမှာလင်းမြန်းတဲ့နေရာလေးဘယ်သူတော့ရှက်ရမှာလဲ ဟာပြီကွာ Así, suave. Tú me quedas así, ¿no? Oh, ¿qué te pasa? Yo, ¿nadie? အဲ့ဒါတော့ဟိုကနေတော့ပြောစရာကောင်းတဲ့လောကလေးကောင်ဖြစ်ပြီအဲ့ဒီကောင်အင်းချင်းမော်လို့ငါအသေးရ အဲ့ကြောင့်ကျွန်တော်ဒီမှာဥပဒေအသေးတွေရရတာအဲ့ကောင်လည်းအိမ်ချင်းမလို့တဲ့အစွဲကိုငါရအောင်ချုပ်အဲ့ဒါမှငါလေးစားလို့ဒီအိမ်ရောမှာ ရုံပါလေနဲ့ရုံနဲ့လိုက်မရုံတဲ့ကောင် နေကြတယ် အတူတူပဲလေ အခုကလည်း ဘုံတက်လာတယ်တော့အဲ့လိုလုပ်တာ အေးကောင်းတယ်အဲ့ဒါဆိုတဲ့လားအေးကောင်းအာဖုန်းဝင်ပါကောင်းပြီမွေးနာ ကိုဘာမှမလုပ်ဘူး ဟောရမတို့ခုနေ့ကလက်ကျန်ပလင်ရှိသေးတယ် ဟောရှိပါ အေးအပလင်ယူခဲ့ပြီးတော့ရေခဲရေတန်းပေါ့ကွာ ဟုတ်ကဲ့ ညီးကတော့ငါတိတ်တော့ဘိုင်းမစားပါဘူးအာလူကျော်တို့ငမုတ်ကျော်တို့အဲ့တော့ပဲလို့နော်ဟောဘီယာလည်းယူပဲနော် ဟုတ်ကဲ့ဟုတ်ကဲ့ ဟဲ့မင်းပါစမ်းပါ ဟာစူသားလေးစားတယ် မနောက်နေအောင်ဒီနောက်ကြတော့ ကောင်းပြောနေတာဟဲ့စူခန်းဝင်နေတာအားရင်ငါတို့ခေါ်ပြီ အားရတယ်ကျွန်တော်ခေါ်ထုတ်ရတယ်အခုမုံဘူးပဲပို့ပေးတယ် မလေးသူ့အတွက်တည်းမဟုတ်မင်းအတွက်ပါအများကြီးပေးဦးကျွန်တော် မြင်လို့ဟဲ့တိတ်လင်လာ မင်းလည်းလည်းကြည့် တာဘူး အဲ့ကြတယ်ပါမင်းလည်းပဲ တာဘူး အဝင်ကလား ဒါလေးချွတ်တော့ ဟောစု sorry အားမကြီးကတော့တောင်းပါပါလေဟိုအမတ်တမဲ့လေးငါလည်းတကားဆွဲထုတ်တယ်နေတော့မနဲ့တော့နာလား ရပါ နောက်ဟိုကလည်းဟာဆွာလိုက်တယ်ဒီတော့တော့ အားတော့ပြက်သားတွေကြည့်တာတောင်းပါပါနော် ရဒီကိုထိုင်လိုက်ရဘယ်ရောက် ဟော ဒီကပဲ ဒီပါဆိုင်ရတာ ဩနိုင်မင်းကကြောက်လိမ့်သွားပြန်သွား ကောင်းမှပြန်သွားတာ ကောင်းတယ်လို့ဘာလို့ဒီကိုဒီလိုပေါ်လဲဆိုတာသူ့ကိုချုပ်ခိုင်းပြီးတော့ဒီကိုယ်တိုင်ချုပ်ပေးရမှာ ဟောချုပ်ပြန် မစိုးဘူးဟာသူ့ရဲ့အစွဲကိုချုပ်ပေးရမှာ အိမ်မကြောက်တဲ့ဆွဲပေါ့ဟာ ဟုတ်တယ်မိန်းမကြောက်တဲ့နေရာမှာသူ့ရဲ့ဆိုင်ညိုးကတော့အိုးအမြင့်ဆုံးပဲကျွန်တော်အဲ့ဒီမိန်းမကြောက်တဲ့စိတ်ကိုကြောက်တော့ဒီကိုကြီးရ လို့ပြန်ရ ဩဘယ်လိုကူရပါလဲဆိုတော့ဒီရဲ့ အဲ့လိုမျိုးတော့တနာမပါပါဘူးလို့လို့ ဩနေရလေဟာတကယ်မှမဟုတ်တာခဏလေးပဲအားတော့အဲ့ကောင်ဒီဆိုင်ကိုရောက်အောင်ခေါ်လာမယ်နေရဲ့အလားပါနဲ့အဲ့တညလေးပဲဟာသူပျော်ပြီးသူမိမအောင်မေ့သွားအောင်ထားရောက်ပေးနိုင်ရင်သင်အစွမ်းစားကိုကြည့်မယ်အောက်စုလေး လောက် $1,000 တကယ်နော် လာတဲ့နောက်စီဟော ကောင်း Okay တယ်လည်းပါ လဲလဲပါတို့လို့လက်ခံတယ် ဒီမှာငါလည်းကြောက်ရတယ် ပါ တာဘာလဲဘာလဲ တော်လာတော့မှာတာ အဲ့ဒါဆိုင်ပြင်ရတယ် လာကြည့်ရအောင် ဟာဟာဘေးဘွိုး ဟာအားလုံးဝင်စစ်မိလို့လားပေါ့ကွာဟဲ့အောင်တော့ကျဒီတည်းကလေကြာကြီးမစင်းခုမှသွင်းမလားတင်တည်းဆိုတော့လိုက်သူတို့ရဲ့ဟဲ့ဒီလေးပဲသွားတာအေးပြန်လာတွေ့မယ် မိမမိတ်ဆက်တယ်ပေါ်လို့ ဟုတ်ပါဟုတ်ကဲ့လားတမန်တက်ကြတော့နော် ဆရာဆရာသမီးတစ်ခုတည်းများလာရှိတယ် ပြောလေ ။သမီးကိုပြီးခဲ့တဲ့လယူခဲ့တဲ့ရှူလာမီကုမ္ပဏီရဲ့ပစ္စည်းကအရင်ဈေးနဲ့မရတော့ဘူးဆရာ။ကွန်တန်ဈေးတွေမြင်လာတယ် ရှင်စင်းနဲ့မထားတော့ဘူးဆိုတော့ဘယ်တော့တက်မှာပေါ့ ။
အရှင်ကတော့သမီးတို့စတေးရရတယ်ကိုသိန်းကျော်နဲ့ပေးပါတယ်ဆရာဈေးစကားနဲ့ဆိုရင်တော့10သိန်းနဲ့ရောက်ပို့ပြီးပါအခုတော့ပစ္စည်းဈေးရတယ်17သိန်းကျော်ကျပါတယ်12သိန်းမှရောက်ပို့ပေးနိုင်မယ်လို့ပြောပါတယ်ဆရာ ပြီးခဲ့တဲ့လအထိဟာ10သိန်းနဲ့တောက်စီနောက်လာတွေကစ12သိန်းပြရမှာဆိုတော့ ပြီးရင်တော့မရဘူးပေါ့ပြီးရလူရယူသွားမှာပဲဒါဈေးစကားတွေထပ်လာတယ်ထပ်တိုးတော့အောင်ပါနော်လူချင်းတော့12သိန်းပေးရမှာပဲကိုအဆောက်လုပ်တာပေးရမှာ ပြည်လေဘောလူချင်းဒီမှာတော့လေလက်ဖို့ရည်ရဲပေါ့ ညီမဒီရုံးမှာဘာတောင်းရင်ယူထားလဲ အကောက်မှာမ ဟလာအိုးနားကဘယ်လောက်ရလဲမကြောက်ပါနဲ့မမောက်လည်းဘာမှရှင်စရာအကြောင်းမရှိညီမလေးစပင်းလေးရင်းလာတယ်နော်ဒီရွှေအောင်စပင်းလေးကိုလေမမရင်းနေပြကြာလှပြီသိလားကပြောလောက်ရလဲနေအောင်မင်းနေတယ်ပြောလာငါဘယ်လောက်ရလဲ 3သိန်း8တောင်းပါမမ 3သိန်း8တောင်းတာမန်လူတွေအတွက်ကတော့တရက်ကို2000တစ်လောက်ကို6000စားလို့လောက်ပဲမယ်ညီမလေးတို့ professional လောက်စားနေလို့ကြာ3သိန်း8တောင်းပဲလောက်မလဲနော်6000ဇာတိသမင်းပြင်းသားတို့ခြေသေးလက်သက်ပြင်းသားတို့ကုန်သွားမှာပဲပြန်သက်သေးလေးတွေရောပြင်းသားပြီမပြင်းရသေးဘူးပဲအိုးလက်သေးတော့ရှေးတော့ထားတာနော်မစိုးပါဟိုဖေးရအောင် ငငယ်ရဆုံးသွားပါ ဖြစ်နိုင်တာပေါ့ညီမရေငါညီမရဲ့အဖေသာရှိလို့ရှိရင်ငါညီမဒီလိုလုံးမဘဲခိုင်းမလဲဒီလိုပုံမဘဲအရောက်ခံမှာမလဲအမေရောသေးပြီလားနေအောင်အမေရောသေးပြီလား မသိသေးပါဘူး ဟုတ်လားနှလုံးရောက်ကပေါ့ ချောင်းစိုးသေးပါပါ ဖြစ်နိုင်လိုက်တာအဲ့လိုကြီးကြီးမားမားယောဂကိုဖြစ်နေရမယ်မောင်နှမတွေများတယ်မလား 9ရောက် အဲ့ဒါပဲအခုလိုတွန်းဖို့လောကမှာညီမလေးရဲ့အခြေအနေအရရက်ကလေအခုလိုဖြစ်သွားအောင်ကိုတွန်းဖို့လိုက်တာလေအာတည်းပြည့်စိတ်တက်လာတော့10သိန်းနဲ့ဘယ်လောက်တော့12သိန်းတိုးတောင်ဟုတ်တယ်မလားရှင်မနေပါနဲ့ညီမလေးဟုတ်တယ်ညီမလေးကမစိတ်ဆိုးလို့ပြတာမဟုတ်ဘူးနော်လုံးဝနဲ့စိတ်ဆိုးဒေါသလည်းမထွက်ဘူးငါညီမရဲ့စိုးဝါလိုက်တဲ့ကံကြမ္မာကြီးမမဒေါသတွေထွက်စိတ်ဆိုးလို့ပြောနေရ တက်တာဘာလို့ရှောက်ပြောနေလဲမင်းကလေ တော်သားပါဒီမှာစန္ဒဆိုတာလေတက်ခါနဲ့ထဲရအခုလောလောဆယ်နင်းကောင်းစားဖို့နင့်မိသားစုကောင်းစားဖို့အတွက်နင်ဒီလောက်ကိုလုပ်ခဲ့ဒါသူများအိမ်တော်ကြီးကိုဖြက်စီးတာဒုသနာတော့နော်နင်အရွယ်လေးရှိတော့လှုပ်ရှားလို့ရမှာပေါ့နင်အိုလားနင်ကသုံးပါလေပြောပါဦးဟမ်နင်တလုံးလူကောင်းစားနင်ကတော့မရတော့ဘူး တက်တာဘာလို့ရှောက်ပြောနေလဲ ရှင်းနေရှင်းမယ်အမလီအော်ပါရေရုံးမှာအလုပ်ခေါ်ခံပြီးစပွန်ဆာတောင်ပေးလိုက်တယ်ဟဲ့လားစပွန်ဆာကြီးတောင်မှရှင်ကဒီရုံးမှာညှိနေတော့နော်ဒီချက်မှချက်ကို ဘာလို့ရှောက်ပြောနေလဲ ဘာပြောမှလဲ စပွန်ဆာကြီးအော်ဒုက္ခပဲရှက်စရာကြီးကွာစပွန်ဆာကြီးညီမဒီမညီမလားကွာ ရှင်းရဘယ်မှညှိမှာပြောတော့ဘယ်နေမှာညှိကျင်နေတာပြ တော့မှမညီမအာနာလိုက်တော့ကွာ မဟုတ်ပါဘူးမမားနေပြီမမရဲ့မဟုတ်ရှာပြောနေရလဲ နင်လည်းပြောနေရလေ ညီမတို့အလုပ်ကိစ္စပြောနေ နားနဲ့ဆက်ဆက်ကြားတာဆက်နဲ့တိတ်တောင်းနေတာနားနဲ့ဆက်ဆက်သားကြားတာ ကဲရှင်းပြလိုက်ကွာရှင်းပြလိုက် ဆိုပါမီကုမ္ပဏီကလေမညီမတို့ကုန်ကြအတွက်10သိန်းတောင်းထားတယ်မမအခု12သိန်းတိုးတောင်းလို့ဆရာလာတင်ပြတာပါမရဲ့ ဟုတ်တယ်တရုံးလုံးသိတယ် ဟုတ်ဘယ်ကုမ္ပဏီကတောင်းတာ ရှိုးပါမီ ကဲရှင်းပြမယ်ကဲကျွန်တော်ဆရာတောင်းပါလေနော်တော်ရတယ်တောင်းပါမယ် ညီမရေမငိုပါနဲ့အမစိတ်မဆိုးနဲ့နော်ညီမလေးကဒီငိုလဲလာတာပဲစပင်းလေးကအရင်လာတာပဲနော်ဘယ်မှာဆိုးတာလဲမသိ sorry ပါညီမရေမမကလည်းလေဟိုရာသီဥတုကလည်းနည်းနည်းဖောက်ပြန်နေတယ်ဟိုတငယ်နာကလည်းမစင်ဘူးနားလည်းတိတ်မကောင်းတော့လေအပျော်ပေါ့အားလုံးပဲသွားလိုက်မယ်နော်ဟိုလမ်းကြုံလို့ဈေးဝယ်နေတယ်လေဝင်လာခဲ့တာညချသွားမယ်နော်ညနေကျတော့စောပြန်ခဲ့တိလားသွားပြီချစ်လေးကြီးအယူကွက်နေသွားတယ် ရှူသေးဘူးလေးထည့်လိုက်ပါလေ ဟောထည့်လာတယ်ရှူသေးဘူးရောပေးစီရောပူထည့်လာတယ် ဟောအနွေးတယ်ဟိုဂိမ်းမှာတက်လာတယ် ပါတယ်အမဲလေးလည်းပါတယ်ဖြူလေးလည်းပါတယ် ကဲတသားရတော့ရောက်ပြီအဲ့ဟိုဝိုင်းတယ်ပြတော့မယ် အကြိုက်တက်ကလည်းမတော်မရှိလို့တော့မှာနော်ကိုလေတစ်ဆက်ကလေးမှကိုစိတ်ချတာမဟုတ်ဘူးဟိုတက်ကြီးသွားနေပဲလေဟိုခုနမှတက်ရှိတော့မှလို့ပဲလေကိုကလည်းချိန်နဲ့သွားချိန်နဲ့ပြန်ချိန်နဲ့အေးချိန်နဲ့ဆန်းတော့နော်ကိုနော် စိတ်ချပါကိုကဘယ်တော့မှစီးလို့ဝါလို့နေခဲ့ဘူးလို့ဟမ်ပြီးတော့ကလေးလည်းမဟုတ်ဘူးဘာမှပူစရာမလိုဘူး ဟုတ်ပါရဲ့ကြာရဲ့ငါ့ကိုကြောက်ယွန်ပြီးသားအယုံနာပေါင်ဝင်းချင်းယောက်ျားနားမှာရှိနေတယ်လေပြက်စီးနေတယ်ပေါင်ဝင်းချင်းအပေါင်းအသင်းတွေကိုမြင်မှာ ကဲတထားကြီးငါတို့နှစ်ယောက်လို့သာတဲ့ပြောလိုက်ပါတော့ဟဲ့
ငါတို့เนี่ยကလေနင်းထင်းတော့ကြီးလည်းမစိုးပါဘူးဟာနင်းနှလုံးသားတွေကအမုန်းတရားတွေကိုလေပြည်ပုံကချားပြီးအေးဆေးသာသွားနင်းယောက်ျားမဲတစ်ပေါက်မစိုးငါတို့စောင့်ရှောက် အမလီမဲ့ဆုံးပါဆိုလို့ပြောနေမှာမဟုတ်ဘူးတော်ကြီးနော်အမလီရှိတယ်မဲ့လေးပြောက်သွားဆိုလို့ပြောနေရတာ ဩဒီခေတ်လေးစားတွေအဲ့လိုမစွမ်းပါဘူး လေစားတဲ့မစွမ်းမဲ့လေစားတဲ့ဟာမတည်းစွမ်းတယ်လေ ဒီမှာတတ်တာနေယောက်ျားအဲ့လောက်ဒီနောက်ဆန်တင်ပြီးစိတ်မချရင်နေကူသွားမဲ့ခရီးကိုဖြတ်လိုက်နေဖိုးရင်နေမကောင်းဆိုတဲ့ကိစ္စကိုလည်းအုံနောက်တည်းထုတ်လိုက်ငါတို့အခုအိမ်ဝင်လာတယ်ဆိုတာလေအရေးတကြီးအကူကြီးတောင်းရရှိလို့ပါဆိုလို့လာတာ ဘသူကအကူကြီးတောင်းတာ နေလေအေယိုလာရလို့ပြောလေ အော်ဟောစီယာအဲ့ဒါအကူကြီးတောင်းတာမဟုတ်ဘူးအေယိုလာခဲ့ဆိုတာအကူကြီးတောင်းလို့မဟုတ်ဘူးအဲ့လိုအကူကြီးတွေပေးမိမှာဆိုလို့ပတ်သက်မိမှာဆိုလို့မပတ်သက်နဲ့ရှင်းရှင်းနဲ့မကူညီနဲ့အဲ့ဒါကိုပြောဖို့မှားဖို့ခေါ်တာနော် မိမလေကွာအားနာစရာ ဩအဲ့ဒါဆိုမပါဘူးယောက်ျားရဲ့အပြောပါ ကဲတော့အပြောပါခမရအပြောပါဆိုပြီးပေါက်ပေါက်နေရတယ်လေခမရအဖို့အသက်တော်မိလိုက်မှာမဟုတ်ဘူးအဲ့တော့အမြန်လန်းနေအမြန်ဆုံးလာကြွပြီတော့ ဘာအမြန်လဲအမြန်ကြွရမယ်မလီမပြန်လောက်ပြန်ပို့နေရလား မဟုတ်ပါဘူးခဲနေလေအပြောပါ ဘာပြောပါလဲအမလီဒါကြောင့်ရေးကိစ္စသွားမှာပြောသွားတာမဟုတ်ဘူးနော်အများလုံးယူမသုံးနဲ့ ကဲပါမိမရေအပြောပါ ဘာပြောပါလဲအမလီမိမတော့မတော်တော်ပြောနေပါ အမဟုတ်ဘူးသူတို့ပြောတာအပြောပြက်ပါအဲ့ဒါတွေလည်းဖြည့်ရှင်းမနေနောက်ကျတော့လည်း ဟုတ်တယ်နောက်ကြလာလာကဲဝိုင်းတယ်ကွာပြောလေ ဟိုတော့သွားမယ်လို့ကဒီမှာမလီသိမသွားစေချင်တော့ယောက်ျားမိမလာခေါ် ဟုတ်တာပဲအဲ့မိမအော်ဟုတ်တယ်တော့ငါမိမတော့ပါလေမင်းတို့ကလည်းကွာကဲလာမိမလာလာလာ သိမသွားစေချင်ချောင်း မဟုတ်ပါဘူးမိမရေမနောက်ကျနေမှာဆိုလို့ပါ လာလာကဲဘောချောင်းရတယ်ဆန်သွားပါလား အော်ရောမမမီးရဲ့ကဲရော ငါဒီတော့ကနေပတ်ထွက်လာသူမြင်ပါရော ကောင်းကြောက်မိမှလည်းရှိသေးတယ်ပြအောင်လုပ်ပါမယ်ငါတို့ဝေးပါလို့ပါဝေးမှမရှိဘူးတခါတည်းဆွဲစီလိုက်ပြီးရော ဒင်းမြေကောင်းဆိုဆွဲစီလို့ရတယ်ကွာတို့ဖျားရှင်မဲ့အုပ်ကြီးအဲ့လောက်မတွေ့ဘူးသိလားဒီကောင်းမိမမရှိတဲ့ချိန်မှာဖြည်းဖြည်းချင်းစက်ပိုင်တက်စီယုံပြီးသိမ်းသွင်းရမှာကာကြီးခါဝေးပြန်လို့တင်းရမှာအဲ့တော့ဒီကောင်းကငွေဘလို့သုံးရတယ်ဖြုံးရတယ်ဒီကပြီးတဲ့ကောင်းငွေဘလို့သုံးရတယ်ဒီရက်ကိုဘာကြောင့်တောက်သုံးတဲ့လဲဆိုတော့ဖြည်းဖြည်းချင်းတင်ပြီးစီယုံပြီးပါစောင့်ကြည့်လိုက်စမ်းပါဒီကောင်းပါမလားကောင်းကြီးပြင်းနေမလားပြင်းနေမယ်ဆိုတော့ပြီးလို့ဘယ်လာလဲဒီလေးကွာဘာလဲကွာပြီးတော့ မေးရတယ်မျက်စိနဲ့မြင်နေရတော့ဘာလဲလို့မေးနေရတယ်ဒီမှာတိကျကြည့် တော့တီးတယ်နော်ဘာမပြည့်စည်လေမရမတော့ ဟိုမှာဖေအရက်တောက်လို့ပြည့်စည်တယ်ဆိုတော့မဆာလိုက်ကိစ္စယူစားတယ်ကွာကိုစာမိုးလေးတော့ရှိတယ်သေရအရက်လူကိုပြည့်ကိုစိုးစကားရှိတော့ညလည်းတောက်တိုင်းတာမှုပြည့်ရတာကဗမာလူကောင်းရှိဘူးကြီးတယ်ဟမ်နည်းလည်းသိပါတယ်ရိုးတရိုးတယ်မယ်ဆိုရင်အရက်ဆိုင်နဲ့ပြည့်စားရရှိလို့မရဘူးအခုမကြည့်လိုက်လေလမ်းတစ်လမ်းမှာဘီယာဆိုင်3ဆိုင်တော့အနည်းဆုံးရှိတယ်ဟုတ်တယ်နော် ဟုတ်တယ်ရောက်လေဒီကကြီးထဲမှာအရက်ရောင်းတဲ့အရက်ဆိုင်ပိုင်ရှင်ကိုကြည့်လိုက်ညို့ညံ့တဲ့ဖုံးလေးဟောအရက်ထုတ်တဲ့ပုံကိုယ်တွေကိုကြည့်လိုက်စမ်းနိုင်ငံရဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကြီးပဲအရက်တောက်တဲ့လူတွေကိုကြည့်လိုက်အားလုံးလူကြီးတွေကြီးပဲ ဘယ်လိုလူကြီးတွေရက်တော့ ဩမဟုတ်လေကွာငါတို့တဲ့လူကြီးဆိုတာအသက်18နှစ်ကျော်တဲ့လူကြီးလို့ပြောတာမင်းပြောတဲ့လူကြီးလို့ပြောတာမဟုတ်လူကြီးလေအရက်ကောင်းကောင်းတောက်ဟောတန်မိုးကြီးတဲ့အရက်ကောင်းကောင်းတောက်လေလူကကြီးလာတယ်ဟာပဲ မင်းတို့ကလည်းကွာမတော့ချင်ပါဘူးမင်းကလည်းဟိုရက်တီတာဖះလည်းမကြိုက်ဘူးအိုးမင်းကလည်း နင်တော့ဖယားမကြိုက်ဘူးလို့ပြောအောင်ဖယားအရက်တော့ဘူးလို့ ဖះတော့ရက်တော့ဘူးမလားကွာအရက်မကောင်းတော့ခေါ်ထားတယ်ဒီကွာ အဲ့ပြောတာကွာအရက်မကောင်းကြောင်းပြောတဲ့သူကရက်ကိုမတောက်ဘူးလို့ပြောကြတယ်နော်အရက်ကိုသေချာတောက်ဝင်ကောင်းတယ်ပြောကြမှာပဲနင်းတောက်ဘူးလားမတောက်ဘူးလို့မကောင်းပြောတယ်လေဥပမာကွာဟိုဦးမင်းကျော်လို့ပုံကိုမျိုးပေါ့ကွာအဲ့လိုပုံကိုမျိုးကဒီနေ့အရက်ကိုဖြတ်ပြီးတော့တော်ပြီအရက်မတောက်တော့အရက်မကောင်းဘူးလို့ပြောရင်ငါလက်ခံဘာဖြစ်လို့လဲဆိုဦးမင်းကျော်ကလူ့ဘဝတည်းကနေနတ်ဘဝရောက်တဲ့အထိလောက်လျှောက်တောက်လာတယ်အရက်ကောင်းတယ်မကောင်းသူဒီဆုံးပဲဟုတ်တယ်မလားအဲ့တော့ဒီလိုလည်းငါတို့ဒီရက်တိုက်တယ်ဆိုတာကဟိုမင်းသူများတွေမကောင်းပြောတယ်လေတံဖန်တရားနာပြီးတော့မ
မင်းအဲ့ဒါကိုအစွဲပြုတ်နေမှာစလို့တောက်ကြည့်လိုက်ဟုတ်တယ်မလားအဲ့ဒါမင်းအရင်မတောက်ချင်လည်းဘီယာတောက်လိုက်ပေါ့ဘီယာကျတော့တို့ဟိုဘေးမင်းကတော့လော်သားအရက်တယ်အဲ့ထဲမှာမပါဘူးဘီယာဝဲမှာလည်းမပါဘူးဘီယာသက်သက်ဟဲ့ကတိကတွေးတော့ ဟုတ်တယ်ဟုတ်တယ်လေအခုချိန်မှာမိမလေးခီးထွက်အခုဆိုရင်မိမဟာရန်ကုန်မြို့နဲ့မိုင်900အကွာလောက်မှာရောက်နေဘူးမှကြောက်စရာချတာမဟုတ်ဘူးတော့ဟာရဘီယာပပလေးပါဘီယာဟာအရက်တော့မဟုတ်ပါဘူးမင်းငွေလေးနဲ့တော့လာရ哎呦，差点了，差点妈咪，我这个阿公二就不来。到了，到了，舒服。我这种咖啡奶奶我。哦，刚来的新买的，阿龙奶奶的，你好，你好呗。你他的这种，他的喏，他的喏，哎，阿拉，他也随便我，喏，他的就是那个随便我，那边随便我哪里？阿飘，这个说苗总，我们苗没空啊，这是那苗里搞的。呀，我记得你比较我，比老干嘛？但他而且。ချာမင်းလေးတွေအများကြီးရှိနေတယ်ဆိုတဲ့အကြောင်းပြောပြမယ်။ဟိုလာမယ်လေတကယ်ကြီးอ่ะမင်းအဲ့ဒါတော့လို့မရဘူးဒီ project ကတော့လို့မရဘူးဖြည်းဖြည်းချင်းတလန်းညသွားဟုတ်တယ်နော်ဒီနေ့ကတော့ငါနေနေဒီနေ့က lesson 1 chapter 1ဒီလောက်ပဲနော် lesson 1 chapter 1ဆိုတော့ chapter 2တွေပါလိမ့်မယ်ရှိတယ်တော့2တွေ3တွေ4တွေအများကြီးတော့မပေါ်လို့တက်သွားမှာတော့ညဘေးအဲ့ဒါလေ exercise လိုက်တော့ဝမ်းမြေတော့မလေးထက်လိုက်ကြာလို့ရေနေရောနော်ရေမရောလို့မင်းအသေးဆွဲတွေဘုံကြီးဒီဟောအားပဲကျန်လာရောခွက်ကချီချီကဲအားလုံးအောင်မြင်ပါစေကျန်တဲ့လူတွေကြာဆုံးပါစေဒါမင်းမတော့ပြင်မင်းအဲ့ချက်ပလာဆိုတာဘယ်လိုပေါင်းလဲ မင်းလည်းမသိပါဘူးမင်းနားလေလားဟုတ်နော်မင်းနားမလဲဒါဆို exercise ပေါင်းပြန်မင်းသိလားမသိဘူးဒါမင်းပြောတတ်လားမကျန်ရဲ့ congratulation ပြောတတ်လား congratulation ကျန်ရဲ့ပြောတော့မကျန်ပြောတော့မင်းကနားမလဲဘူးမင်းက9တန်းနဲ့ရုံးဝင်တာငါ6တန်းမင်းလည်း6တန်းဆိုနေမင်းတန်းတွေနေခိုးကြပြီးအောင်လိုက်ပါသူကဘာသာမကျန်တော့ပေါင်းပြန်တယ်မင်းပြောတတ်လားပေါင်းပြန်ရိုက်ရိုက်နေဒါသမ်းပါဒီတော့ပေါင်းတယ်လို့ရေရောက်ကောင်းတော့ဘာလို့ဒီလိုနောက်ကျနေလဲအဲ့ဒါဟုတ်လားဟောမင်းကနောက်ကျတယ်နောက်ကျတယ်ချက်တော့ဒီရအောင်တော့ကိုယ်လည်းပါမနေ့ကတော့ခန်းနေတဲ့စီဒီပြီဘယ်လိုလဲဆိုတော့ဘယ်ဒီမှာပြပါတယ်ကဲပြန်တော့ဘာလဲစီပြီးဘောကမောနဲ့ပြန်တော့တော့မှာပြန်တော့ပြီးသွားပါပြီ။ရငါတို့ကောင်ဒီစားကြ။ဒီနေ့တက်ချွတ်နန်းစမ်းနေတယ်ဟုတ်တယ်ငါကြည့်တယ်ရတာကောင်းပါရဲ့။ဒီနေ့ပဲဘူးလေးတွေရောမတော်ဘူး pressure တာ။အဲ့တော့အဲ့ဒီလေးလေးကတောက်တဲ့ရင်စီမတောက်တဲ့ရင်ဘီစကုံးတော့ရှိသေးတာပဲကွာတက်စီလွန်ကောင်းပြ very good နော်ဟုတ်တယ်နောက်မျိုးဘာလေးပဲပုတ်လာတာနော်ဒီတဲ့ကောင်းတဲ့အလန်းစရာအစီအစဉ်တွေဆွဲထားတယ်ညနေကျရင်တွေ့မယ်ရုပ်ပြတော့တက်လို့အဲ့ဒါကခဏခါတာဒီမိမရန်ကုန်မြို့နဲ့မိုင်ပေါင်းများကဘယ်နဲ့ရောက်နေခောက်လာတယ်အဲ့ဒီသူ့ဟာဒီလိုကောင်းရလားလာတော့ကြည့်ရလားဟုတ်ဒီလေအားလုံးစကားရအစီအစဉ်တဲ့အောင်စီပြေးလားဒါနဲ့ကိုယ့်ရဲ့ချင်းကြီးကတော့မကောင်းဘူးလေအားကြောင့်မို့တက်ပြီးချက်လိုက်ကိုပြန်လာနိုင်မှာမဟုတ်ဘူး။ဘောလူတော်နော်ဟိုအေးစေးတာပြုနော်ဟိုကိုတဘာမှနောက်ဆန်တင်းစရာမလိုနော်ဘာအေးလဲကို့အတန်ကြီးကလည်းဝမ်းသာနေတဲ့အတန်ကြီးကြာတာပဲကိုနော်
တက်ကရန်ကုန်မြို့နဲ့မိုင်ပေါင်း900ကျော်လောက်ဝေးတဲ့နေရာကိုရောက်နေတယ်ဆိုပြီးတော့လှုပ်ချင်တာလို့တော့မစင်စားနဲ့ ။ဩတက်ကလည်းမစင်းစားပါဘူးကွာ။ဘယ်တော့မှလှုပ်ချင်တာလှုပ်ခဲ့ဘူးလို့လေ။စိတ်ကူးလေးတွေကထက်ကိုမထည့်ထားတာဒါတွေကနော်စိတ်ချစိတ်ချ ပြီးရော ။ဟေး နေဦးမပြီးသေးဘူးဟိုအန်နီရဲ့နှကောင်ခေါ်ကားနဲ့ချက်နဲ့ခေါ်တဲ့နေရာကိုလည်းမလိုက်နဲ့နော်အော်ပြီးတော့သူတို့လည်းအိမ်မှာခေါ်မထားနဲ့အောင် အဲ့ဒါလည်းစိတ်ချနော်ဒီကောင်လေးနှကောင်ဘောင်ဆွေးဝေးရှောင်းတယ်လူမိုက်ဆိုရင်မမီဝဲနဲ့ရှောင်းတွေလဲလို့ကြောက်နေတဲ့တက်ပဲတင်မိထားတာလေ အေးမကဲအဲ့ဒါဆိုလို့ရှိရင်လဲဟိုတက်စင်းုံပြန်သွားအောင်မယ်တက်ကခုအိမ်မှာလေးရေပြန်ချိုးပြီးလွတ်တာလေးပြန်လာယူတာကိုရဲ့ဒါကျမဖုန်းဆက်မယ်နော် ဟောဟုတ်ပြီတဲ့ရမ်းချစ်တယ်တိလားဝါဒါမနော် ဟေးရမင်းတော့တိုက်ွက်တယ်တော့တိုးတက်လာပြီအစင်းမြက်လိန်လေးတွေတက်နေပြီ ဒေတာမဟုတ်ပါဘူးကွာမိမောက်ယာယီစိတ်ချမ်းသာအောင်ထားလိုက်တာ ကဲအဲ့တော့ငါတို့တကယ်ကြီးတော်တယ်တော့ဂုံပြုတ်ဖို့အတွက်ငါကြိုတင်ဘုကင်သွားလုပ်ထားလိုက် โอเคဒါမျိုးတော့တွေ့တယ်ကွာဟမ်ဟဲ့လုံးနေစီးသေးတယ်ကွာ ဟေးရအလို့ဆိုတော့မသိမချင်းလောက်ရမှာကွာဒီကိစ္စမျိုးကလေမင်းမရှိခင်ခဏပဲလုပ်လို့ရတော့ပေါ့လားအလုပ်တွေပြောင်းလို့လားညနေတွေ့ပဲ မဖြစ်ဘူးတဲ့နော်မဖြစ်ဘူးနော်ဟောရနေငါတခုပြောတာရှိဟို8နာရီမတိုင်ခင်ပြန်လာမှဖြစ်မယ်နော်8နာရီကျရင်တခါအိမ်ဖုန်းဆက်ပါကွာ ကဲရတယ်ကွာ8နိုင်ဆိုရင်မင်းအိမ်မှာအငြိမ်ဖြစ်နေမှာယုံပြီလား ဒုက္ခပါပဲကွာငါတခါမှတထားမပါပဲဘယ်ကူမှလည်းမတော်ဘူးဘာမှလည်းမလုပ်ဘူး ကဲပါရောက်ဟိုဒီတညပဲဒီတညဒီချိန်ဒီတခါမင်းလိုက်ခဲ့တကယ်လို့မင်းမကြိုက်ဘူးဆိုရင်နောက်မလိုက်နဲ့တော့ရတယ် ငါကုံပြောမယ်ကွာငါတို့ခုသွားတာကိုမင်းစိတ်ထဲမှာမကြိုက်ဘူးမှားတယ်လို့ထင်ငါတို့ကဖြတ်မယ်ကွာတော်ပြီမသွားတော့ သိကြရနော် ဘူးတေးကြတော့ ဒီချင်းတော့စမ်းကြည့်မယ်လေသွားကြည့်လို့မှအကောင်းဆိုရင်တော့မင်းတို့လည်းတော့ဘယ်တော့မှမသွားတော့နော် ဟိုဂတိပေးတယ်ကွာမင်းရောမင်းထင်ထားတယ်တော့မှကောင်းပြီဒါဆိုမခဲ့ဒါဆိုကဲနောက်ကျ8နိုင်ထိုးသွားမယ်နေနိုင်လား ဟုတ်လား မ
这把不对气啊！我ယောက်ျားဆိုတော့ပွဲနဲ့စုံနိုင်တဲ့ရှိတာဒီဒါနဲ့အဲ့ဒီကမှလုံးမှချင်းတယ်မိမတို့သူမိမတယောက်မိမတို့အဲ့ဆိုတော့ချွတ်မှာဘလို့လဲဒီလိုဆရာမကြီး 对吧？那我没想到你对我问题是到底。 ဟုတ်ပါပြီ။တော့မယ်ဆိုရင်ဒီကမဟုတ်ဘူး။အာဟုတ်လား။ ငါလည်းကြားရနော်ဒီက ဒီစိတ်တော့ကောင်းတယ်ငါတို့ဘာလာတောင်းတယ်ဒီကလည်းကောင်းတာလား တောင်းပြီးသား ဒါဟာရေးရေးတော့ခလေးပါ အာတော့ဘာပြောကြည့်ပြောတာလားတော့မပြော ဒီဆောင်လိုက်တော့ကိုလာထိုင် sorry ဟုတ်ပါတယ်ကိုမင်းနာမည်ကစူးတယ်ကိုနာမည်ရောကိုနာမည်ရော နိုင်မင်းခန့် ဟမ် နိုင်မင်းခန့် နာမည်ခန့်ဟောနာမည်ရတယ်ကျော်သားနာမည်ဟိုကျွားလေးကိုရခေါ်မယ်နော် ဒါ ကိုရခေါ်မယ်လို့ ဟောအဲ့ဒီတော့ ကိုလာလေး အမူကျွန်တော်အခုတော့မှခေါင်းထဲမှာလည်းရှိနေပြီမူးနေပြီ မူးနေပြီဘယ်တော့တော့မကြော်တယ်မူးနေပြီ မမတော်လေးတော့တာမရှိဘူးပါ ဟမ်တော့ တော်လေးတော့တာမရှိဘူးဟိုအရင်တော့တကယ်နေနေတော့တောက်ဘူးလေမတော့တာကြောင့်ပူရိုင်းတော့ ဟမ် မတော့တာကြောက်ပြီလို့မတော့တာ ။အော်ဦးရိုင်းနေလို့လား။အားဆိုလို့ရှိရင်ဦးရင်တော့လို့သူကြည့်နေတယ်လေ။နော် စစ်စစ်ပြီ ။နဲ့တော့တော့လား။ဟိုကြည့်ရတယ်။မပြောတော့လို့ပဲ။ဟိုပြောရလို့ခင်းနေစားရအောင် ကဲဒါလေး ။ဒါခင်းနေဆိုပလင်းကိန်းဆောင်မယ်လေ။ကျုံးလို့ရှိရင်တော့ဝမ်းဆောင်ကုန်တော့မှာနော် ပလင်းကြီးခါမှမကြောက်ဘူး ။ဟိုလေးပြောလင်းလေးကိုလုံးဝနှိမ့်လိုက်မယ်။ပလင်းဦးစားရဲဆိုတာအကုန်လုံးတော့မှာနော်။ Okayဟုတ်ပြီနော် လုံးနော်ဟာတော့လိုက်တာနောက်ထပ် အဲ့ဒါတော့ ဆက်လိုက်မယ်လေဒီကတော့ပြင်ခင်းကြောင်းတော့ ပြတော့တော့လာ ရတော့ဟမ်ခင်းကြောင်းတော့ဒါလေးတော့ခဏ အမေအဲ့ဒါဆို ဘေးဒီပေါ့ ဒီဖတ်မယ်သူရင်ဖတ်မယ်တောင်းနေထဲမှာဖေတောင်းအသေးဆုံး တော်ဒီထဲမှာပုံပါကြောင်လာတယ်ဒီလား ဘာမှလားလင်းတာလေကြီးပဲလေမဟုတ်ဘူး ဘယ်နေတော့ မဟုတ်ဘူး နွားလို့ဘူးတော့ မဟုတ်ဘူး အားစုမသိတော့ဘူးဘာတော့လဲ ရှုံးလို့ရှိရင်တောင်းရမှာနော်ဝမ်းလို့နော်ဒီကစမ ပြောပါ တောင်းနေထဲမှာအသေးဆုံးတောင်းနေတာဟုတ်တယ်လား ဟုတ် ဟုတ်ပါတော့ဝမ်းလို့ ပြန်လာမယ်ပြန်လာတယ်လာဟုတ်တယ်လာတရိစံတကောင်ကစိုက်ကြည့်နေတဲ့မြို့အဲ့ဒီမြို့ပါမြို့
ไม่เลยนี่เราใส่เกียร์บุหรี่เราเสียทีละลูกเนี่ยไม่ท้าแล้วเราเนี่ยมันท้าโคตรครับเจ๋งวะจริงว้าพี่โอ้ยนี่ใส่เกียร์บ้านเลยลูกเลยโอ้มาเลยတနေ့ကျတော့စိုက်ကြည့်နေမျိုးပါသူကဝတီကတော့ဝတီကခံလိုက်လို့သိနေပါဘောသိဦးလဲတောင်းရတယ်ဘလို့လုံးပြီလားကဲကျုံးတော့မှာနော်ဒီတော့ကျုံးမယ်ဆိုမှတော့ရမှာပါခရစ်စတန်တကောင်ကစိုက်ကြည့်နေမျိုးပါလာရှုဘယ်လိုဓာတ်ကောင်ရှုနေဓာတ်ကောင်စိုက်ကြည့်နေလာရှုဒီနေ့လည်းတတိချပါရလာစားလိုက်ပါวันดูกลับเลยมาดูมาว่าผมดูมาเลยคดีอ่ะป้องเลยมาดูป้องยามันนี่ไม่ดูป้องยาละแล้วมาดูไว้กันแต่วันนี้ดูปีให้ปิดก็เลยจ้องเลยมานะดูป้องเลยว่าผมป้องเลยป้องนะพ่อဒီကြပေါင်းလာပါညတော့มาပြီเนาะမတော့ရမယ်ပါတော့ဒီကောင်ကျော်တော့ကျော်တော့နင်းနေမင်းမကြီးလားမဲစကားပြောအန်မလေးမန်အဘွားကမ်းမှုအားလုံးမှတ်တမ်းတင်ပြီးသွားတယ်ကိုနိုင်မင်းခန့်တဲ့အဖွဲ့မှာတော့ရခင်ကပြစ်မှုကျူးလွန်ခဲ့ဘူးလားတရားမှမရှိပါဘူးဟိုဘက်အဖွဲ့မှာတော့ရခင်ကလူရဲမှုနဲ့ကျူးလွန်ခဲ့ဘူးတယောက်ပါပါတယ်ဟုတ်ပါကိုနိုင်မင်းခန့်ခင်ဗျားကောင်းအောင်တန်ရလေးသားရဲ့လားတက်တော့ပါတယ်ဒါပေမဲ့ခေါင်းထဲကနည်းမူးတော့ဖြစ်နေသေးပါတယ်ကဲဒါဆိုရင်ခင်ဗျားတို့ဖြစ်ပျက်ခဲ့တာလေအသိစိတ်ကျွန်တော်ပြောပြပါဒီလိုပါခင်ဗျကျွန်တော်တို့ကလေ Great Asia Company ရပါဒါကျွန်တော်တို့ MD ပါကျွန်တော်တို့ဟို manager တွေပါခင်ဗျဟိုကကျွန်တော်တို့ MD ရဲ့ဇနီးဒေါ်စုစုပါဟဲ့မင်းဘယ်လိုကြည့်နေရလဲဟိုက
မင်းမျိုးသမီးလေးမမင်းလားစူးလေခေါင်းထီမြန်ဘာဖြစ်သွားလဲမသိအော်ဒီလိုပါစကမ်းမီဟိုကျွန်တော်တို့ကဟိုမင်းနဲ့ငါနဲ့ပြောရဆိုလေဟို MD ဆိုနေကျွန်တော်တို့ငယ်တဲ့ငယ်ချင်းအရင်နေဗျအဲ့တော့ဟိုအများနဲ့မင်းနဲ့ငါနဲ့ပြောပါတယ်ဟိုဒီနေ့လဲစူးရဲ့မွေးနေ့ဆိုတော့ကျွန်တော်တို့သွားပျော်ကြမယ်ဆိုပြီးတော့ KTV ကိုသွားကြတာပါဟိုမှာနေပါပျော်ပြီးတော့ပြန်ထွက်တဲ့အချိန်မှာဟိုဘက်ကအဖွဲရလေဟိုကျွန်တော်တို့ MDS ဇနီးကိုဆိုလိုက်ရလာလုပ်ပြီးတော့ဒီဝါကြီးပါလုပ်တာနဲ့ပြဿနာကြီးတက်ကုန်မှာပါဗျာ ဟိုကျွန်တော်တို့ကလေအရင်တော့ကလည်းအဲ့လိုပြဿနာမတက်ဘူးပါဘူးပြီးတော့ဟိုဘက်အဖွဲ့နဲ့လည်းရန်ရုံးရန်စားမရှိပါဘူးခင်ဗျ ကိုနိုင်မင်းကတော့အဖွဲရတော့ပြဿနာမရှိပါဘူးကဲကိုနိုင်မင်းကခမအိမ်မှာပြန်နားမယ်ဆိုရင်နားလို့ရပါပြီအညီမဟောရကိုမျိုးသားကိုတေချာဆောက်ရှောက်လိုက်ပါဟုတ်လားဟုတ်ပြီသူကောင်ကတန်ရာကဒီတက်ပူဆိုးလာမယ်ဆိုရင်မိစရာစေးကိုစေးကံအောင်အမြန်ဆုံးပြပါကဲအားလုံးပြန်နိုင်ပါပြီ ဟာကျေးဇူးပါကျွန်တော်ခွင့်ပြုပါဦးဒါထားတယ်တော့နေတွေ့လေစူအပြေးပြေးအေးကဲစူရောက်ပြီစင်းတော့ သူကကိုရောက်တာလား ။အိုးနေရလဲဟာဒီကောင်ဒီလောက်ဖြစ်နေတဲ့ဥစ္စာကိုနေရသွားခြင်းတယ်လို့လားဒုက္ခပါပဲ ဟာအဲ့လိုလုပ်လို့ဘယ်ရမလဲသူကကျမကိုယ်နဲ့ရောက်နေပြီနောက်တစ်နိုင်ဆိုလို့ရှိရင်ကျမကိုဒေါ်လာ1000ပေးရတော့မှာနော် ဟဲ့ဒီမှာအဲ့ဒီအလောင်းအစားကိုလေပြက်သွားပြီလို့နင်သဘောထားလိုက်သေးလား ဟာအဲ့ဒါဆိုလို့ရှိရင်စုကနှစ်ပြန်နာတာပေါ့နောင်ချင်းငွေလည်းမရဘူးနင်လောက်အားကလည်းမရဘူးလေ ဟဲ့နင်မအရေးချင်းရှိရဆိုရင်လေသူ့ကိုရအောင်ထပ်ပြီးတော့နင်စီးအောင်လိုက် ။နင်စီးရုံနိုင်လို့နင်နားမှာသူရှိတယ်ဆိုတဲ့အကြောင်းဓာတ်ပုံနဲ့တကွာတက်သေးပြနိုင်ရင်တော့နင်လိုချင်တဲ့ဒေါ်လာ1000ပေးလိုက်မယ်โอเค။အခုတော့တူတော့ အဲ့လိုလားဒါဆိုလည်းကောင်းပြီလေကျမအဲ့ဒေါ်လာ1000မရရအောင်ယူပြမယ်ရှင်တို့စောင့်ကြည့်နေလိုက် ပြလို့อีပွင့်တယ်ကမနဘူး ။တက်ရလား တယ်မော် ဟဲ့ဘာလို့ဘယ်ရောက်လဲ ။အော်အိမ်မလေးအိမ်မ ဟာဟဲ့ငါမင်းမအောင် ။အော်ဟိုခရီးစူခီအမဟဲ့ဘာစူလေစူကမင်းမမဘူးလေစူကမင်းမမဘူးလေဝါအဲ့ဒါ KTV ကောင်မလေးလေ KTV အေးလေ အော်တီဗီငါတို့ KTV သွားကြတယ်လေ ဟုတ်တယ် ငါမင်းမလည်းပါတယ်လေစူးလည်းပါတယ်လေ ဟာရောက်ပြီဘောဘောဘာ လို့ပါပါကွာစိတ်နဲ့ငါနဲ့တော့လုံးနဲ့ချားနဲ့လိုက်ပြီးတော့ဘလို့တွေဖြစ်ကုန်ပြီလည်းမသိတော့ပါဘူးဒီမှာရအောင်အဲ့ဒီစူးဆိုတဲ့ကောင်မလေးကဒီရမဟုတ်ဘူးဒီအိမ်မှာလည်းနေလို့မရတကယ်လို့နေခဲ့ရင်တတ်ထားနဲ့တွေ့လို့ကတော့ငါဖက်တေးတေးပြီးငါစုပ်ဖြစ်သွားမှာနော် အော်တီဗီဟိုဒီအိမ်ကဒါဆိုတက်ထားတော့အိမ်ပေါ့နော် အေးဟုတ်တယ် ဟိုအဲ့ဆိုလေဟိုငါ့ငါပြန်ပြီလေငါမင်းမရှိတဲ့ဟိုစူးကောက်ဆောက်နေမှာပေါ့ မဟုတ်ဘူးလေကွာဒီကလည်းမင်းအိမ်မဲလေ ဩမင်းတို့ကလေကွာငါ့ဆိုငါသိရမှာပေါ့ကွာဟုတ်ငါသိတော့ဘူး ကဲကွာဘလို့ရှင်းပြမင်းနဲ့တက်ထားတဲ့အိမ်မင်းနဲ့တက်ထားတဲ့အိမ်ရှင်းပြီလား ငါနဲ့တက်ထားတဲ့အိမ် အေး ငါနဲ့တက်ထားတဲ့အိမ်ကိုငါမင်းမစူးကဒါလို့မရဘူးငပဲတီလိုက်မယ်ဆိုတော့ဟိုဟိုငါမင်းမစူးနေဒီတက်ထားဆိုမင်းမရမတဲ့လို့လား ဟဲ့တက်ထားဆိုတာမင်းကွာသိလား အစူးကငါမင်းမတက်ထားလည်းငါမင်းမဆိုငါမင်းမနဲ့လည်းထားလို့ ဒီကောင်တော့ဂါဝိုက်တယ်လေ ဆရာမပြောလဲဘာမဟုတ်လဲခဏပြောလို့ပဲမင်းသတိပြန်အောင်ပါလေအခုကြောက်လဲဘာဖြစ်ကုန်မှမသိဘူး အခုသတိရတယ်လေငါမင်းမစူးဟော ဒီလိုတော့ကွာငါပြေးနေတာ အေးစူးပြော ဟေးတရာဟုတ်တယ်ဘာသူအုံးလို့လဲအာဘာသူအုံးလို့ဘာမဟုတ်ဘာသူအုံးလို့လဲဟဲ့
ကောင်းတော့ပါကောင်းတော့ပါဆောင်းနေမယ်နော်ဆောင်းနေမယ်ပန်းနေသားလို့ပန်းနေငုံတော့ပန်းနေသားလို့ကောင်းတော့ညနေမယ်နော်ကွာနေပြီတလားပြန်လာတော့မယ်အဲ့တော့ဆူရီတော့နေပြီဒုက္ခပါပဲကွာအရေးထဲမှာဒီကောင်ပလက်ကျွတ်နေသေးတယ်မူဗီပလက်ကျွတ်တာဆိုရှင်းလို့ရသေးတယ်အခုကယောဂလို့ဘာလို့လဲလို့လုံးမသိဘူး ပြဿနာကတော့ကြီးပင်ကြီးအောင်မှာဘာဖြစ်လို့လဲဆိုတော့သူမိမငကိုတွေက overtain နေ ဟဲ့ overtain နေမိုင်းလို့လုံးမနေတာနော်အခုဖြစ်တဲ့ကိစ္စကလေငါတို့အရက်တိုက်တာရော KTV ခေါ်သားတော့အဲ့ဒါသူမိမကလေငါတို့မင်းပုံမှန်တွေသာဖွင့်လိုက်တော့တစ်သက်တစ်ကျွန်းဖြစ်လောက်တယ်နော်အဲ့ဘယ်လိုလုပ်ဟိုဘယ်လိုလုပ်မှမသိလို့စဉ်းစားနေတာဗောကွာမင်းကလေဒီကောင်လည်းဒီကောင်ပဲကွာဘယ်လာမကြွခင်နိုင်ပဲလောက်ကောက်ဆိုသူ့ဘဝအစ်စ်လို့ထင်တယ်ဘာလို့လောက်ရမှန်းကိုမသိတော့အေးအဲ့ကြောင့်မင်းကငါမေးနေတာသူမိမမရိပ်မိအောင်ဘယ်လိုလုပ်မလဲလို့ဟဲ့ငါ့ကြီးပဲမေးမနေတယ်ဒီကိစ္စမင်းလည်းပါတယ်မင်းလည်းစဉ်းစားအောင်လေကွာဘယ်လိုလုပ်ရမလဲဟောမေးပြန်ပြီမင်းကလေမင်းကမေးတာမဟုတ်ဘူးငါကမေးနေတာကိုမေးရလို့ယူရတယ်ဘယ်လိုလုပ်ရမလဲသူကလှုပ်ချင်တယ်လို့လှုပ်ချင်တယ်လို့လုပ်ထုံးမယ်ရဒီဓာတ်ပုံကြည့်ဒီစားကြည့်နော်ဟာရောက်ဟောဒီလိုခက်အပေါ်သားမင်းမပြောတယ်ငါလာမဆွဲနဲ့နော်ဟဲ့အောင်ငါမှမင်းမရှိတယ်ငါမင်းမစူးပေါ်မှာငါတက်တာမပေါ့ဘူးတို့ပဲငါချစ်တာကွာဘာလို့ရောက်ပြောနေလဲအဲ့ဒါမင်းမတက်တာတင်းရကြုံတက်တာဘယ်ငါမင်းမတက်တာမှာလဲငါမင်းမစူးပါကွာစူးမင်းမတာငါမင်းမနာမည်စူးဟဲ့စူးလုပ်နေတယ်အဲ့ဒါမင်းမိမပုံမင်းမိမတတ်ထားရဲ့ပုံအဲ့ဒါမှမင်းမိမတေချာကြည့်တေချာမတထနော်ဟဲ့တော့တော့မှတ်ပြီမင်းလည်းကြည့်လေတရားမင်းမနာမည်ဘူးလေဩစူးရဲ့ဟာမင်းလည်းကွာတက်တာမှလို့ငါစိတ်တင်ကြလာပြီလေဘယ်တက်တာမှလဲငါမင်းမစူးပါကွာမင်းတို့လည်းသိနေတာပဲဟမ်ဒီမရောက်မင်းတို့ယူသွားပြီလားယူသွားကြပြီလားငါတို့ကမယူနေတာမင်းဘာလို့ယူရမှာငါကိုမကမှတ်မိလို့ရှိမလားကွာဟဲ့ကိုမင်းပြထားလို့မရတော့ဒီကောင်အစအနေဆုံးအကုန်မှတ်မိအောင်တစားချင်းဆွဲထုတ်မှရအောင်အဲ့ဒါဆိုရင်ဒီအိမ်လုံးမှာဒီကောင်အမှတ်မိဆုံးနေရဘယ်နေရာဖြစ်နိုင်ပြီကရင်ဟုတ်တယ်ကတဲ့မောင်မသူတို့ဇာတ်လမ်းနေအများကြီးရှိနေတယ်အဲ့တော့ကရင်ရှိတဲ့နေရာဒီကောင်ခေါ်တော့လာကရင်ဟဲ့လာတော့မှာကရင်တီးပြီအေးကရင်မောင်မငါနဲ့စူးနဲ့ဇာတ်လမ်းလေးစူးရောညောင်ရောကတော့စမှာကွာဒါရာရာဒီကနေ့ဟာမင်းနဲ့မင်းနဲ့အိတ်ခဲ့တဲ့ green ဟဲ့မင်းတိကျပြန်စဉ်းစားကြည့်ဟိုမင်းနဲ့မင်းနဲ့ဒီကနေ့မှဘလို့ချစ်ရလူခဲ့တယ်လဲဆိုငါနဲ့ငါမိမနဲ့ဟုတ်တယ်ငါမိမနဲ့ငါနဲ့ဟုတ်တယ်ချစ်လူခဲ့တာဗောအဲ့ဒါပြောတာအမေဒီကနေ့မမမို့စူပါပေါ်မှာခုနနေရမှာဘယ်ခုနနေရမှာလဲစူပါဆို KTV ရဲ့စူပါပေါ်မှာလေချစ်လူခဲ့စူးတယ်ငါနဲ့စူးနဲ့ချစ်လူခဲ့တာဗောမင်းတို့ပြောရတယ်တွေ့ရတာလေအဲ့ KTV ကမိမမဟုတ်ဘူးလို့ငါဘယ်နှခါပြောမလဲကွာမင်းဒီမှာတက်ထားလို့မင်းကိုမဲကိုမမိလို့ရှိလားငါမင်းကစူးပါကွာဟဲ့စူးနေတယ်စူးရှာပြီးတော့ငါတွေ့နေတာဗောအဲ့ KTV တော့မယ်အဲ့ KTV မှာစူးဆိုတဲ့အမိမလေးကမရှိတော့ဘူးအလုပ်ထွက်သွားပြီဟုတ်ကဲ့အဲ့ဆိုဘာရှာလဲမင်းတို့ကွာငါမင်းမတတိယဇာတ်တရားလေးပြတဲ့လေးပြောနေတယ်ကွာတတိယကဘယ်ရှိလဲထမင်းစားအေးဟုတ်ကဲ့မတူလက်စုံစားခဲ့ပြီအဲ့ဆိုပြန်တတိယလားအေးလားဒါလားမင်းတတိယမနေအောင်ပြန်မလားအေးမလားပြီးမယ်ကွာလားကိတိပြီလားမပေါ်ကဲမသွားသမှာကွာဆိုပါဘောလားအေးပါဟုတ်တယ်ပါတော့မကြီးဒီစားကဲဒါထမင်းစားကန်အယူဒါထမင်းစားကန်းဆိုတော့ခလေးတောင်ပြီးတယ်မနေ့တော့မင်းတို့ကဒီမှာထမင်းစားရတာလေကွာโอ้အဲ့တော့ပြောနေတာမဟုတ်ဘူးမင်းနဲ့မင်းမနဲ့ဒီမှာလက်စုံစားတဲ့ထမင်းစားကန်လို့ဟာဘယ်ကမင်းမရဲ့ဒီမှာစားမှာလေဒီမှာတစ်ခါမှမစားဘူးငါနဲ့ကမင်းမရဲ့နောက်ဆုံးစားတာက KTV မှာအဲ့တော့ငါမင်းမစူတော့ခုတော့ကျွေးသေးတယ်မဟုတ်ဘူးလေရောမင်းမစူတော့တော့စမောတရာလေဟဲ့ဟိုပြောဟဲ့မင်းမလာစူးလာပြီအေးဟုတ်တယ်ဘယ်စူးမလဲတတ်ပြန်လာတာဟာ
ပြောပါခါလေးပြောရမယ်နော်စူးဆိုတာမင်းမမဟုတ်ဘူးတတ်ထားမှမင်းမတတ်ထားရှိမှစူးဆိုတဲ့နာမည်လုံးဝမပြောဘူးဘာကြွပဲလားဟာကတားစမှာကိုတယောက်ကလည်းလေမိမကိုတစ်တန်လေးပါလေးတော့လာခုတော့မရဘူး နှုတ်ဆက်လိုက်လေတထားလို့ တခြားလေ ဒါဟိုအိမ်မှာနေခဲ့ရတာအဆင်ပြေလား ပြေတယ်လို့ ဟဲ့ ပြေတယ် ပြီးပါလေခင်ဗျ ကြည့်ပါလေခင်ဗျာ ဟုတ်ကဲ့ ကိုကလေတိတ်နောက်တာပဲဗါလဲအပြော်ပေါ့ ဟာဟာ ဘာလို့လဲ သူဘာလို့လဲ ငါသိပါတယ်မင်းမခီးဦးကြပြီးတော့နေဖတ်ချင်တယ်ဖတ်လိုက်ပါဖတ် ရှင်တို့ဆိုတာလေတို့ ဟိုလောကဖြန့်နေမြအလုံးလိုက်ကြီးဘုံပေါ်တရားလား ရှင်တို့ဆိုတာလေအပေါ်ဒီလာလုံနေမှာကဲယောက်ျားကလည်းလူတွေရှင်းမှာကတော်တော်မိန်းမလည်းဟိုမှာလေးဟိုကားတွေစီးလာညှိစီဖြစ်နေဟိုရေးလေးပါရတာဆိုလိုက်ခဲလေးတက်လာ ဟဲ့လေချို့တိုက်ခဲ့ပဲ အေးလေ အာမကောင်းပါဘူးရှက်စရာကြီး ကဲပါ အပြောပေါ့ဒီရှောမင်းတို့ကလည်းပြဿနာဒီကိုတက်ကုန်လို့ခါဘာလို့မလုပ်ဘူး ဘာမှမလုပ်တာဟိုကပြတ်နာအဲ့မင်းမသူစိတ်ကြိုက်နေလိုက်လို့မရပါလေမင်းတို့ကတော့ဘာဘူးပေါ်လို့ပေါ်ပြီးတော့အားလုံးရှော့ရရိုက်ကုန်တော့မှာ မင်းလည်းကွာငါမင်းမသူ့မပေါ့ငါမင်းမငယ်ငယ်ချို့ချို့ဖြူတတ်တယ်လေဟိုဒီလိုမျိုးအသက်ကြီးကြီးဘဲဘဲပိပိမို့ပေါ့ကွာဒီကဘာလို့ကြောက်နေလဲဒါမင်းကြိုက်လို့မင်းခိုးထားတာလေသူ့မှာခိုးတာအေးငါကမခိုးပါခိုးတယ်လေ အဲ့ဒီဒီဘောလုံးရှင်တို့ဘာပြောလဲဘာတွေခေါ်တာမိမခေါ်တာသူခေါ်တာ ကျွန်တော်ကျွန်တော်နေရာမိမခိုးရင်တော့လည်းတိုင်းတိုင်း တိုင်းနေနေတခါတည်းကပိုးသွားလဲတော့အဲ့ဒါကလက်စင်းတော့လဲတခါတည်းတတ်တာတို့တွေဘယ်လိုဖြစ်နေကြလဲပုံစံတော့သိမှမှန်တယ်ယောက်ျားမိမမရှိတော့ဘယ်သွားသေးလဲ ကဲဘာလဲကြည့်ရည်နဲ့နေရည်သူအမေဘာလဲသူကေတော့မတနိုင်ဘူးတဲ့လွမ်းလွမ်းကြီးလို့ဟိုဒီနေ့တရားပြန်လာဆိုဒီလိုကျိုးထောင်တာဘာလို့တမင်လို့လဲဟုတ်လား မိမဆိုဘယ်နဲ့တွေ့သေးလဲ သူဟာဟိုချီတော့ကိုဆူတာအကိမဲ့ထွက်တယ်လေအကိမဲ့ထွက်တယ်တော့လူတော့ကိုကိရမှာလို့သူလည်းမသိဘူး ဒီမှာရိုးတော့လုံးဝမချမ်းနေတာဟာဟာသက်ထားကြောင်သိတယ်မလား မသိပါဘူးခင်ဗျာပြောမင်းနောက်နေတယ်ဘာမှမောမိုင်းကြလာတာမင်းရေချိုးတော့မထုတ်ကြခဲ့လို့လိုက်ဖို့ပြမယ်လား ဘာရှင်ကမလိုက်လို့လေကိုရလည်းကြားထားကိုဟာဟုတ်တယ်လေတောင်းလီ တိုက်ဆိုဟုတ်ကဲ့ဘာမှမလုပ်ပါဘူး ရှင်မခေါ်တော့ရှင်မခေါ်နေတာနော်ဒီတိုင်းသာဆိုလို့ကတော့ရှေ့လျှောက်မလို့ရအောင်နင်းနဲ့မြန်ပြဿနာကြီးကျယ်တက်တော့မှာ စိတ်ညစ်ပါတော့ကွာဒီအယိုးကိုလေဘလို့မှတင်ပေးလို့မရ အေးကွာမိမကြောက်တတ်တဲ့ကောင်ညမှာတိုက်တိုက်ဆန်ဆန်ဒီယောဂကြီးကလာဖြစ်ရတယ်လို့ဒီကောင်လည်းလေတက်ထားမင်းပါလို့ခဏပြောလဲမရဘူးကွာဟောတဲ့ကိုတော်သာပြန်လုံတော်မူသွားမယ်ဒီကောင်ကြွတန်းဝင်မှာမဟုတ်ဘူးရောဟာဟဲ့မင်းငါတခုပြောထားမယ်နော်တက်ထားပါပဲပြောတဲကြီးကံငါတို့ဒီအိမ်မှာကုတ်ကတ်နေမှာဖြစ်မယ်ငါတို့မရှိတော့ဒီပြဿနာပေါ်မှာပဲ အဲ့တော့ငါဒီကောင်ပြောတာဗောပြဿနာတက်မယ်အေးစစ်စစ်နေပါပွိုင်မရှာပါနဲ့လို့ဒါမှမင်းရဲ့စူးနဲ့မင်းနဲ့အမြန်ဆုံးပြန်တွေ့ရမှာလို့အဲ့လိုမှားတာလို့ဒီကောင်ထမတောင်းကြရင်ဒါတော့မှလေတခါလေတထားရှိရောက်ကွိုင်ရရှာခြင်းလေးထဖောက်သေးတယ် ထဖောက်တယ်ဆိုမှမှတ်တရကြအမြန်တော့ဟိုကောင်အေးကနိုးလာကွိုက်တက်တော့မဲပါဇက်တော့ပေးရမလို့ပါဇက်ရှိမဲဘယ်အာလုတ်တယ်အေးလုတ်တယ်ဟလာလုတ်တယ်ဟလာ သူဒီကို ဒီစမ်းမရှင်တို့တွေကကိုယ့်အိမ်ကိုမလစ်ကြသေးဘူးလားမင်းနေလေအားနေလား မပါဘူးလစ်တော့လစ်ချင်ပါလေဟာ ဟောအဲ့ဆိုလည်းလစ်လိုက်တော့လေ လက်စီအိမ်မရှိတော့ ဟမ်အေးရဘာဖြစ်လို့မီးလောင်တော့လို့လား မဟုတ်ပါဘူးနမမီးလောင်ကြီးဘာလို့မီးလောင်ပါလဲငါအိမ်ကလေနိုင်ငံသားကိုဒေါ်လာနဲ့ငှားရတာ ဩဘာနဲ့နှစ်စားကြုတ်လဲ 250စာချုပ် ဟမ်250အမလီဒါဆိုလို့ရှိရင်တော့ရှင်သေးတော့အဲ့ဒီအိမ်မှာနေလဲမှာမဟုတ်ဘူးဒါဆိုလို့ရှိရင်တွေ့သွားနေပေါ့ သူ့အိမ်မှာနေချင်ပါလေဟာသူ့အိမ်ကကျူးကျော်ဆိုလို့လေလမ်းနဲ့ဘလို့လို့ဖြတ်လိုက်ရ နေရရှိပြီဟောပြသူများကျတော့နှိမ်ပြောတယ်နော်အထင်မသေးနဲ့ငါရငါအခုပုံတုံးလုံးမလို့ စတော်ဝရီနဲ့
ကွန်ဒိုအထက်80ကွန်ဒိုဆောက်မှာ ခုဘယ်နဲ့ထပ်ပြီးပြီ ဖောင်ဒေးရှင်းတူးနေ မလေးပြီးအောင်ပါပဲဟာအဲ့ဒါဆိုရှင်တို့တွေကကျမအိမ်မှာဘယ်လောက်ကြာနေမှာတော့ ငါတို့အဲ့လိုနေလို့နေစိတ်မြင့်ပါနဲ့ငါတို့လက်ကားမနေပါဘူးကဒီမှာနေတဲ့အိမ်လားကရောထမင်းစီကောငါတို့လက်ကပြီးမယ်လေ မလေးအဲ့လောက်ထိတော့ပြောစရာမလိုပါဘူးဒီရက်တော့အကျယ်ကြီးရှင်တို့တွေဘယ်နေရာနေရတယ်နော်ခမင်းစားရဲဆိုတာလဲကျမယောက်ျားတော့ကျမအများနဲ့ချက်နေတာပဲရှင်တို့လည်းပြင်မှာတော့ဝယ်စားလို့ရ ဟုတ်လားဟိုရပါလေကိစ္စမရှိဘူး ကိစ္စမရှိဘူးလို့နေနဲ့ကျမအကျိုးရမွေးရလို့ပြောနေတာမဟုတ်ဘူးရှင်တို့ညောက်ကိုလေအဓိကတော့မျက်စိနောက်လို့ အေးပါဟဲ့ငါတို့ကလေနေမျက်စိမနှောက်နေပြီနော်တထားနော်လေးပါတဲ့တငယ်ချင်းလေးရလေ အခုတော့တော်တော်နောက်နေပြီနော် မနာငါ ဒီတဲ့ဆက်နောက်တော့မရဘူး အေးမနာနေတာအပြောပေါ့ ဘာပြောပေါ့လာပြီးတော့မကြိုက်တော့စားစို့ ဟဲ့လေးတစ်ဖက်ကို ဘယ်လိုဖြစ်နေလဲကိုယ့်ကိုဝယ်စားတော့အပြင်မှာတယောက်စားပဲချက်ထားတယ် အေးပါလာရတော့ဟာအကြိုက်တမင်းစားရအောင် လာပြီစားမယ်ကျမခေါ်တယ်ဒါကိစ္စရှင်တို့ကနားတာလေ ဟိုနေမယောက်ျားရေးဆိုငါတို့ကမထွင်ယောက်ျားမပိသားကြနေမှာပေါ့နော်ဒါနေအမျိုးသားငါတို့ကနေယောက်ျား ဘာလို့ မဟုတ်လေဟိုဒါနေမျိုးသားလို့ငါတို့ကဟိုယောက်ျားလေးတွေဒါနေလေ ကြော်စားမှာစိတ်ညစ်ပါဒါကြကြနဲ့ဟင်းနေပဲမိမချက်ထားတာနော်မကြည်တန်းအရွက်ကြော်လဲပါတယ်ဂူရောက်ရဟင်းကြော်ငပိတိုးစရာရုပ်သီးကြော်စက်သားဟင်းဟောဒါလေးကလေဟိုငရဲဦးဟင်းလေးရတဲ့ရင်ကြိုက်တယ်လေ ငရုံငါကြိုက်တယ် ငရုံစားကြည့်အော်ဒီမှာကျမယောက်ျားချက်လို့ကျမချက်ထားတာလေယောက်ျားအိမ်ဦးနဲ့သူနှိုက်မှရှင်တို့တိုက်ခွင့်ရှိတယ် အဲ့ဆိုမင်းနိုင်ကွာအိမ်ဦးနဲ့ကြည့်ရဲမင်းနိုင်ကွာငါတို့နိုင်မလို့ ယောက်ျားစက်သားဟင်းလေးစားကြည့်ပါဦးကြော်ချက်ကလေးချက်တာရမ်းကောင်းတာ ကောင်းမယ်ပေါ့နော်ဝင်လာ အကြဒါလေးရလीခေါ်တကားဒီနဲ့ဘဲဦးလေးနဲ့ကြော်ထားတာယောက်ျားအရန်စားတာလေပြီးတယ်နည်းနည်းကြီးကြည့်ရဟုတ်တယ် တင်းတင်းဆူ ဟဲ့ရိုးစုပါလားစုပါပြီလားတို့လည်းမျိုးစမှာဟိုဘာလဲရှင်းတော့လေဒီတော့ထမင်းလို့လေဆော့ရောညုံလာရဲ့လုံးလာကြာ ချက်လုံးမိလိုက်ရိုးစုပါ မိမကစားမိမကြွေတာဒီခေါ်တကားဒီကိုဘဲဦးနဲ့ကြော်တာလေယောက်ျားဘယ်နာအလို့ကဆူသွား အော်ဒီလိုဟိုဘဲဆိုတဲ့တော်ဝါလေဟိုဆက်ဒီဆက်ဟိုထိုးဒီထိုးတဲ့အဲ့ဒါတော့အယိုးလေးပါလေစားမိပါလိမ့်မယ်အဲ့ဒါသူ့ပတ်သက်တယ်ဘဲပတ်သက်တယ်ဝင်သွားပြီးတော့ဘဲဦးတယ်ဟိုအဲ့ယိုးလေးကဖောက်ပြီးဝင်သွားဒီရောက်တော့ဒီကဟိုခွဲ တော့ဟာရှင်ပေါ်ပြောနေတယ်တစ်နဲ့ဘဲဦးထဲမှာအယိုးပါတယ်မကြဘူး နာကအပြောပေါ့ဟိုလေးတကယ်တမ်းကျတော့သူတဲ့မတည့်ဘူးဒီကောင်ခြေထောက်ကမှလေစူးတာလေအစူးနဲ့ကောတခါတည်းနဲ့မတည့်ဘူး မင်းတို့ကပြောတယ် ဟိုဥလူဘောကကျန်နေမှာပါနေမသိဘူးလားနင် ဟုတ်တယ်ဥပြူရဲ့ဘောစနာ ကဲတော့ပါဒီမှာရှင်တို့အပိုးတွေဘာမှရှောက်ပြောနေတယ်နော်ရှင်တို့တွေလည်းခုတလုံးမယိုးသားဘူး ဟုတ်ပါဘူး ယောက်ျားကိုကြည့်ရတယ်ခုတလုံးမယိုးသားဘူးသိကြပါတယ်မိမခကြီးကပြန်လာပြီးကြတဲ့ကွာဘလို့ဖြစ်နေမှန်းကိုမသိဘူးအဲ့ဒါကြောင့်မလို့ပြောတာဗောရှင်းလူကြီးတွေပြောတဲ့စကားအယံမမှန်တယ်လူမိုက်ဆိုရင်ရှောက်သွေလဲလို့မမီဝဲနဲ့ကင်းအောင်နေတဲ့ အဲ့ဒါ ဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာတုံး အဲ့ဒီကတော့ဘင်းကရေဦးမှာရှင်တို့သွားပြီးသေလိုက်ကြ မသိခင်တော့စားတော့မင်းရင်တင်မမင်းရင် အေးငါ့အဲ့လိုပြောပြီးတည်သွားတယ်လူများမြင်ရင်စားလိုက်ရတယ်ငါရင်စားလိုက် ခဏနေဦးအဲ့ဒီရဦးကကျမယောက်ျားအတွက် နိုင်လေသမားကွာအစားလေးတစ်လုံးစားဖို့ရဒုက္ခ3ချက်လောက်ရိုက်ကြတယ်အစား အကြီးကုန်ပါမယ် တတွဲချက်တာတယောက်တွဲစားမယ် ဟာရရကအရေးတော့မှာဟလားအရင်လေးတောက်လိုက်မယ်အရင်လေးနဲ့ချက်တာတခါလို့ တော့ဥတလုံးမေးပါ အကြ ရခေါ်နေထူလိုက်ရခေါ်နေ ယောက်ျား ထူလာ ခပြီးတောက်တယ်လာကြော်ထားလို့ ထူလိုက်မှာဆုံးပါမယ် ဟဲ့ဒီဖွားကြီးကဘာဖြစ်လို့ငေါ့ကိုမြင်တိုင်းယောက်ျားလို့ခေါ်နေဟမ်မင်းတို့နှစ်ကောင်ရော तू ကဘာတွေကြက်ကန်ထားလဲဘာတွေချင်းကြောက်တာဘာမှကြောက်စရာမလိုပွင့်ပွင့်လေးလေးပြော ဟိုတို့ပြောပါကွာကြားတော့လို့ရှော့ကြီးတက်နေဦးမယ်မရနဲ့ ဟိုတက်တယ်ဘာဖြစ်လဲကွာဒီဖွဲ့ငါမင်းမမဟုတ်တာငါမင်းမကလေဒီလိုမျိုးတကြွရမဟုတ်ဘူးဖြူဖြူချောတော့မုံမွေးကြတဲ့တန်တန်ပြလှလှပပလေးနော်နာမည်ကစူးတဲ့ တူပြောစမ်းပါကွာအဲ့ဒါမင်းမလို့ငမင်းဘယ်နှခါပြောမှာ ဩငါမင်းမဆိုငါသိရမှာပေါ့ငါဘာလို့မသိလဲမင်းကလေကွာဟဲ့အောင်ဒီဖွားကြီးကိုအိမ်မှာမနေနိုင်ဘူးဘယ်လိုလုပ်ရင်ကောင်းမလဲ ဒီဟာတော့ ဘာတွေပြောနေတာရှင်တို့တွေကျမတို့ကဘာတွေရှောက်တင်ပေးနေတာခုနကြားလိုက်ပဲဗါတဲ့အဖွားကြီး
ဘယ်ခွာကြီးလဲပြောရင် အော်မမဟိုဒီကောင်ဖွာအိမ်မှာလေးအသက်ကြီးတော့ဖုတ်ဝင်နေတာအဲ့ဒါမြန်ဖုတ်ထုံးလို့လေအဲ့ဒါဒီကောင်ဖွာအိမ်မှာမနေနိုင်ဘူးလုပ်ခိုင်းနေတာ ဟုတ်တယ်သူ့ကိုဖွားလဲလေနှုတ်ကိစ္စဖြစ်နေတာနှလုံးဖြတ်ခိုင်းတော့မင်္ဂလာဆောင်ပြီးမှဖြတ်မယ် နှမျိုးလို့ဒီလာတော့ဘာလျှောက်တော့လဲမိုင်းနိုင်လား โอเคဘာတွေပြောနေကြလဲရှင်းတော့လေ အပြောပေါ့ ဘာပြောပေါ့လေသူများစကားလုံးယူသုံးတယ်ကော်ဖီတောက်မယ်လို့ခုနကလည်းဖြော်ထားပြီးဆိုတော့လာလည်းမလာဘူးလာကြလား ချမ်းသာတယ် မျိုးလေယောက်ျားဆိုကျမယောက်ျားတယောက်ပဲခေါ်တယ်ရှင်းမဟုတ်လိုက်လား အော်တို့လေယောက်ျားတွေပဲလေယောက်ျားပိတာကြောင့်ကြာမကလေးလာတော့မယ်ဟေးကော်ဖီတောက်မယ်ဟေးရန်ကုန်ယူနိုက်တက်ကမန်ယူကို2ဂိုးဂိုးမရှိတဲ့ဟာမရီ သူတို့ဘာတွေ့ကြ ကန်တော်ကြီးဆုံးပါလေရက်တော်ရင်ချိန်တွေ့ကြတာ ဟောအဖေဘောမလို့နော်တော့ မင်းတို့တက်တက်အမြင်ကတ်လို့မင်းအိတ်နေတာအမြင်ကတ်လို့ ဟဲ့ကောင်တကယ်ဆိုရင်ကွာဒီနေရာမှာငါနဲ့စူးနေ ဆူတယ်ဆူပြီဟိုမှာဆူအော်အဲ့ဒီပလက်ပဲအဲ့ဒီပလက်ပဲလေ ယောက်ျား ကပ်ပဲရန်ကပ်ပဲလေပါအေး မင်းစမောင်ယောက်ျားဒီမှာထိုင်ရမထမင်းကဆူဆူလား အော်ဒီမှာသွားကြထိုးတယ်မသွေးလေးတောင်ဆိုးနေတယ်အဲ့ဒါဆိုးလိုက်တာ အဲ့ဒါဆိုလည်းဘာဖြစ်လို့ခြေထောက်မကပ်မနဲ့ရှက်ပါးစပ်ကိုကတ်တာလဲ ပါစက်ကပြောမှာဆိုအမုန်းလေအမုန်း ဘာရောက်တော့နေလဲကွာစူးဆိုတာချင်းတော့မစူးတော့မဟုတ်ဘူးငါရဲ့မိန်းမစူးကိုပြောနေတာ အော်ဒီမသားလည်းမဆူပြလိုက်ခဲ့တက်လာပြလိုက်နေချင်မဆူတော့မဆူ ဘာကြောက်လို့လဲဒါကမိန်းမ အဲ့ဒီမင်းမလေး အာဒီတော့အကြီးဖွားရကမိန်းမဖြစ်မှာဟာမင်းကလည်းမိန်းမစူးဆိုတာငယ်ဆော့ဆော့တက်လာပါလေးဘာလို့ဆော့လို့လဲမသိဘူးဟာမကဲမကဲမလေးကတော့ရဲ့အဒီရဲ့တော့တောင်းပါလေ အမလီဘာလဲအန်တီဟလာအမလေးရကရိုရဲ့ကြားလို့မကောင်းကြသေးရဲ့လားအမလေးသူဝဲချစ်လာရဲ့ကြိုက်လာရဲ့ဆိုပြီးတော့လူမရမကခိုးပြေးကြတာလေအခုတော့အန်တီတဲ့လားအဖွားကြီးတဲ့လားအမလေးရစားလိုက်တော့ယောက်ျားရဲ့ တထားရပြပြအော်ပါပတ်ဝန်းကျင်ကြာတမျိုးထင်တယ် တော့ကမှာဒီကိစ္စလေးကိုမရှင်းလို့ကြောက်ပြရတာခကြီးလေးကနာထွက်သွားလိုက်ပါအိမ်မတက်နေပြီးတော့သူများယောက်ျားမိန်းမရအောင်လုပ်တာရှင်းတော့ မဟုတ်လေတရ คุณนี่တော့အယုတ်တခါလေးအယုတ်တခါလေးတေဆုံးတဲ့တူလေးသွား မတောင်းပါနဲ့ခဏလေးထားတယ်ငါတို့ရှင်းပြတယ်လို့ခဏလေးနင်းအဲ့လိုငိုနေငါတို့ရှင်းပြတာဘလို့သိမှလဲဟာခဏလေးငိုလာရက်ငါတို့ပြောခဏလေးနားမှာတကယ်တမ်းကြောက်လေနင်းယောက်ျားနင်းထဲလို့နောက်ဝင်းမယူရလဲမဟုတ်ပါဘူးဟာဟိုနင်းယောက်ျားနင်းကိုဘယ်လောက်ချစ်တယ်ဆိုတာနင်းအသေးဆုံးဟုတ်တယ်မလားဟိုနင်းလဲနင်းယောက်ျားကမှရေးကြီးနေဘယ်လောက်တောင်မှချုပ်ချယ်ဆိုတာနင်းအသေးဆုံးပဲလေအဲ့တော့နင်းမရှိတဲ့2ရက်3ရက်အတွင်းလေးမှာဟိုသူ့ကိုနည်းလောလက်နေပါစေတော့ဆိုပြီးတော့ငါတို့ကစေတနာနဲ့စိုင်ခေါ်သွားမိတာပါလေစိုင်ပေးဆိုင်လေပေါ့ဆိုင်ဆိုလို့အထင်မသေးနဲ့အရန်တိမ်မွေးအရန်နူးညံ့ပြီးတော့တမိုင်းအစင်လာကောင်းခဲ့တဲ့လူကြီးလူကောင်းနေတာသွားတဲ့ KTV KTV ကိုခေါ်ရတယ်ဟဲ့လားပြောအောင် မဟုတ်ခဏလေး KTV သွားတယ်ဆိုတာငါတို့မှနင်းကိုရှင်းပြလို့ရတဲ့အကြောင်းပြချက်ခံခဲ့လို့ရှိပါလေခါ ပြောပါလေပြော တကယ်တမ်းကျတော့နေလဲပညာတဲ့တယောက်ပဲလေနော်တခါနေစလာကျက်ငါတို့တိုင်းပြည်ငါတို့နိုင်ငံဟာအမတန်အမကိုတီကိုနိုင်ကိုချိန်ငန်းနဲ့နေခဲ့ကြတာနေလဲအသိပဲဟုတ်တယ်မလားငါတို့တိုင်းပြည်နောက်ဆုံးမင်းဆက်ဖြစ်တဲ့တီဘောမင်းဟာသူ့ရဲ့မိဖုရားဖြစ်တဲ့စုဖုရားလက်အမတန်မှမျက်နှာသာပေးတယ်အဲ့ဒါနေလဲစားထဲမှာဖတ်ဘူးမှာအဲ့လိုမျက်နှာသာပေးတဲ့အတွက်ဒီကျိုးစီပေါက်ငါတို့တိုင်းပြည်ပျောက်ခဲ့ရတယ်အဲ့ဒါကြောင့်မလို့အဲ့ဒီကိစ္စကိုစာနမူနာယူပြီးနေယောက်ျားကိုငါတို့ KTV ခေါ်သွား ဆိုင်လို့လေပါဆိုင်လို့လေဆိုင်လို့လေ အမုန်းလေးဟိုစိုက်နေအဲ့ KTV ရောက်တော့လေငါတို့ရံပြေးကြတယ်ရံပြေးတော့နေယောက်ျားကိုတုံးနဲ့ရိုက်ခံရ ဒုက္ခခံလေဒုက္ခဘလောက်တောင်ကြီးလဲ တိတ်မကြည့်ပါဘူး baseball တုပ်ကလေးပါ တော့ပါသေးပါတဲ့တာဘယ်ဘောလုံးကြီးနေရကြလေလားအမလီဘေးရောက်လိုက်တာလေဘေးရောက်လိုက်တယ်ပြောအောင် မစိုးရပါဘူး ကြည့်အောင်လေ ကြည့်တာခေါင်းကိုပါ ကောင်းဟဲ့အားတဲ့မသိဘူးလားကောင်းမသိတော့မလီရောက်ကြရဲ့ကောင်းပါလား မင်းတို့ကွာမစီမဆိုင်တဲ့ဇိမ်ကိုဘာလို့ရှောက်ပြောနေလဲသူနဲ့ဘာဆိုင်လို့လဲ ဘာလို့မဆိုင်ရမှာလဲအဲ့ဒါမိမတတ်တာပေါ့ မိမပါရောက်ကြ မင်းမ ဟုတ်တယ် ဟာတီဖွားရကမိန်းမ ဟုတ်တယ် အိုးလက်ဆက်တတော်မင်းတို့နှစ်ယောက်ကသူနဲ့ပေါ်ပြီးငါ့ကိုကြောက်တဲ့ကန်ချနေတယ်ပေါ့လေဟဲ့လားဘာယောက်ျားလဲမြင်တယ်များအားလို့ယောက်ျားလို့ခေါ်နေတယ်ယောက်ျားတော်တော်လိုချင်နေတယ်ဟဲ့လားဟမ်
လင်တာယူမဟမ်ဒီလောက်တော့ယောက်ျားလို့ကြီးသူတို့တယောက်တည်းတရားကိုယူလိုက် ဟုတ်ကျွန်တော်လည်းကြတယ်ဒီ ပြောလိုက်ပြောလိုက် တရာသူ့ကိုလိုက်တရာ ပြောတယ်ပြောပြောနင်တို့ကလည်းငါ့ကိုကြက်တော့ပြောငါ့ကိုမပြောကြလေ ငေါလည်းနင်းကိုကြောက်လို့မပြောရလို့ပါဟိုပြီးတော့လေဟိုဆရာကပြောတယ်သူ့တန်ရတဲ့အရင်မကြည့်ဘူးတဲ့ဟိုတတိမင်းတော့ခဏလေးပဲတဲ့ဟိုဒီကရန်ကြတော့ဟာဟိုသူကလေပြီးခဲ့တဲ့အတိတ်ကဟာတွေအားလုံးမေ့သွားပြီးတော့သူခေါင်းကိုအရိုက်မခံခင်ကအချိန်လောက်ပဲသူမှတ်မိတာလေဟိုအဲ့ခေါင်းကိုအရိုက်မခံခင်ကအချိန်ကသူ့နားမှာရှိတဲ့လူတွေသူမှတ်မိတာသူ့နားမှာရှိတဲ့လူတွေကငါတို့နှစ်ယောက်ရဲ့ဟိုသူ့ပေနာစူးစူတဲ့ကောင်မလေးဟာနာ စူကောင်းပါလေ စူတရာ ဟာနေနေတတိမနေနေဟာဒီစူးဆိုငါမေးပါတရာ ပွားရတယ် တော်သေးတော့တတိမမေးငါပြောပြလိုက်လို့ โอ้မင်းအဲ့ဒါပိုကြီးသွားပြီအဲ့ဒါလောက်တော့ဒီလိုချလာရှောင်းနေနော်တရာရေး ဟောမင်းတို့ကောင်မဟုတ်တော့ဘူးနော်ဒီဖွိုင်းနဲ့ပေါ်ပြီးမောက်ဒုက္ခပင်းနေကြတယ်ဟမ်ခုနလည်းဟိုဆရာဝန်ကငါကောင်းဟို TV scan လို့မိတ်တူလို့ဆွဲသွားပြီးပြီဘာတွေလုပ်နေကြလဲမင်းတို့ကောင်ဟဲ့ရောငါစူးနဲ့တွေ့ချင်တယ်ကွာအစူးမပါနဲ့ အဖွားလို့မခေါ်စမ်းပါနဲ့အဲ့အဖွားနဲ့အစင်ပြေမှာမင်းနဲ့စုနဲ့တွေ့လို့ရမှာ ဒီဖွိုင်းနဲ့စူးနဲ့ဘယ်လိုပတ်သက်နေလဲဒီဖွိုင်းစူးပြန်ပြီးဆွဲတာလားအဲ့ဒါမရဲတယ် ဟုတ်ကောပြန်ပြီးဆွဲတာမဟုတ်ဘူးအဲ့အဖွားကြီးကမင်းကိုကွာရှင်းပေးပေါ့ဟိုကြည်ပြူနဲ့တွေ့ခွင့်ပေးမှမင်းနဲ့ဟိုစုနဲ့တွေ့ရမှာ ဟုတ်အားကြောင့်မင်းကပြောတော့အပွားကြီးဖိုင်လို့မခေါ်နဲ့လို့ပြည်လေအောင်လို့နားလည်းမသိဘူးကြာ ကိုနေရင်းကမှာဘာယောဂမှမရှိဘူး။အုံတော့လည်းပုံမှန်လုပ်လို့ ဆရာကျွန်တော်ပြောပါတယ်ကျွန်တော်ဘာမှမဖြစ်ပါဘူးလို့ကျွန်တော်ပြောပါတယ်ဆရာရေကျွန်တော်အတင်းချုပ်ပြီးကြီးကိုခေါ်လာကြတယ် ဟုတ်ပါရဲ့။ခေါင်းကိုထိကြိုက်တဲ့ဒဏ်ရာအရှိန်ကြောင့်အုံတော့ကဆန်လွဲနေတယ်။ဒီလိုယောဂမျိုးကတော့ဒီနာရှင်ကစိတ်ရှိနေသူ့တော့ စိတ်ရှိပါမယ်ဆရာ သေဝါနဲ့တော့ခုလို့တော့အကျန်တစ်ခုတော့ဝေးရမှာဟုတ်ကဲ့ဟိုသူအမရနိုင်မယ့်နေရာမျိုးအဖြစ်ပြစ်နေတယ်ဥပမာရာဟန်နီမူထွက်ခဲ့တာဟိုစပြီးတော့စုံတဲ့နေရာတစ်ပတ်လောက်များသွားနားလိုက်ဒီလိုပြန်တယ် ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာဟုတ်ကဲ့ပါ အဲ့ဆိုကျွန်တော်ပြန်ရရဆရာ အားရရ ဆရာဟိုကျွန်တော်ဒီဆေးဥမှာပဲနေခဲ့လို့မရဘူးလားဆရာ ခဏလူကောင်းလေးနေလို့ပဲရမယ် ဟုတ်ကဲ့ဆရာလေ ဆရာကျွန်တော်အိမ်မပြန်ခြင်းတဲ့စိတ်ကြီးထိမရတော့ဘူးဆရာရဲ့ အဲ့ဒါချင်းပေါ်ဆိုလိုက်ပါလားအိမ်မပြန်ခြင်းဘူး အော်ဘာလို့ပြောနေလဲ အားလုံးတဲ့တွေးထွေးလို့သူနေနေရဟောဒီဆေးဥပဲလို့ကျွန်တော်သိလိုက်တဲ့အချိန်မှာဟိုကျွန်တော်ဒီဆေးဥမှာပဲနေခုပြပါဆ အမေ ရာ ကဘာလို့ပြောနေလဲ ကွာဒါဆိုရင်ကျွန်တော်တပည့်ဆောင်ကိုလွှဲပေးလိုက် ဒီဆရာမဟုတ်ကျွန်တော် ဟုတ်ကဲ့ပါဆရာတို့ပြောနေတယ် ခါသားချက်တွေပြောတာပါဆရာဒီခါသားချက် KTV ရောက်နေတာ KTV ရောက်နေမို့ဆေးရုံသတော် အဲ့ဒီမှာလည်းပြောပါတယ်အဲ့ KTV သွားတယ်ကျိုးဆက်တယ်လေရင်တော့ချင်းတဲ့ပုတ်တော်မှာဖျက်အောင်မဆိုတော့အခုတော့မလေးအရာရာတိုင်းမှာချင်းလေးဖြစ်ခဲ့လဲတော့မယ်ကျေးဇူးများတင်ပါတယ်ဆရာဟုတ်ကဲ့ပါ ဒူရတော့ဆရာနှုတ်ဆက်ခဲ့ပါဟုတ်ပါ ကျိုးဆက်လေးကျိုးဆက်လေးစီတေးချထက် အေးပါဟဲ့ ရှင်တို့လုပ်တဲ့အမှုပါလေအခုဆိုလို့ရှိရင်ရွာတောင်ပတ်နေပြီသိလားမစီမဆိုင်လေပြကြားတဲ့ကနေပတ်ဆိုင်အကုန်ခံရအောင်ပဲကိုခါထဲမှာခဲ့မယ်နော်ယောက်ျားတော့ကတော့ပြောင်းပြန်ဖြစ်သွားပြီအခုအိမ်အခက်မယ်အိမ်ကြီးဇောက်ထုံးမဖြစ်စေနဲ့နော်ပြီးတော့အိမ်ကိုလည်းလေဘသူမှခေါ်လာစားမလို့နော်ဟိုဟာလေဒီဟာလေလုံးဝခေါ်မလာနဲ့နော် အေးပါဟဲ့ငါတို့အဲ့လောက်အောက်တမ်းမကြပါဘူးဟာနင်လည်းစိတ်ဖြစ်အောင်သွားစမ်းပါဟိုနင်တို့ကအခုဘယ်သွားမှာ ဘယ်တော့မှလဲဆရာကပြောထားတယ်လေသူ့ကိုတဲ့အတိတ်ကဖြစ်ခဲ့တဲ့ဟာလေးတွေတဲ့နေရာလေးတွေပြန်ပိုးတဲ့ဒါမှပြန်ပြီးသတိရမယ်ဆိုလို့ဟန်နီမွန်းထွက်ခဲ့တဲ့နေရာကိုသွားမလို့ အော်ဟန်နီမူထွက်ခဲ့တဲ့နေရာဆိုတော့နို့ပြည်ထိသွားမှာပေါ့ဟိုပြည်ရောက်မှတစ်ခုလောက်ကိုတောင်းရတယ်ဟိုနို့ကိစ္စဖြစ်နေတဲ့သူ့အဖွားရဲ့နောက်တစ်လုံးကိုဖြတ်ပေးခဲ့ပါ ဟုတ်တယ်ဒီမလိုင်းလေးလုပ်ပြီးယူခဲ့တော့ဟုတ်ကဲ့ဘာရှောက် ရှောက်ပြောနာလဲနင်းကလေခုချိန်ကြီးကိုတော့ပြောပါလေအပြောင်းတော့အပြက်ပြက်နဲ့တစ်ခေါင်းသွတ်ထွက် ကဲပါဟဲ့တရသွားစမ်းပါနေအပွားစုပွားစီနေအဲ့ကြောင့်နေဟိုကောင်အဖွားကြီးလို့ ဘာဖွားကြီးလဲလာပြန်ပြီဒီဖွားကြီးကိစ္စ လည်းကားစားသွားအပြောပေါ့ စိတ်ချမယ်နော် အေးပါဟာ အိမ်ကိုဇောက်ထိုးလို့မထားနဲ့နော် အေးပါဟဲ့ ဟိုအိုင်ဒီယာတွေခေါ်မလားနဲ့နော် အော်မခေါ်ပါဘူးဟဲ့ငါလည်းမခေါ်တတ်ပါဘူးတွေ့နေတာခေါ်လာခဲ့လိုက် ပြောပြန်
လာချောက်လာပြေးပါပြီရှက်ကတော့လိုက်တာလေ ရှောင်းလိုက်တယ် ဟာတက်ကိုဘာလို့ရှောင်းရတာလဲ ခဏလေးတို့ဘာမှမဆိုင်တာဗျာဘလို့ပါလဲဗျာ ဒီလိုပဲလား မလေး 哦，我儿那个老娘我不当的，哦，年纪流汗了嘛，这都当我养，你怎么就会的？你来， ခဏလေးကြာတယ်ခဏလေးမင်္ဂလာဦးကြတော့လား 哦，过来了， မဟုတ်ပါဘူးမဲကြံစည်စရာမဟုတ်ပါဗျာကျုပ်ကမင်းမရှိရဗျ 哦，哎，没嘛，大叉嘞，大叉， အော်တခြားမဟုတ်ပါဘူးမင်းမနာမည်စူးပါ 啊，输哎输啊，干了 OK 嘛？ ဟာဘယ်ကေတုပတိကမှာရန်ကုန်က 我这干了干了 OK，没嘛就了。 မဟုတ်ပါဘူးကျုပ်မင်းမစူးတော့ကျုပ်ရဲ့တကယ်ချင်းတယောက်လည်းသိတယ်ပြီးတော့ပြဿနာတက်တော့ရဲစခန်းမှာသွားရှင်းတော့ရဲတွေအားလုံးလည်းသိတယ် 对噻，你嘛，是嘛哩？个把我们没嘛说好的呀，大叉太要太不行，这嘛嘛嘞的，是你要太我们明个啦，上不他。对啦， မားနေတော့ကျုပ်ကလည်းကျုပ်ဘဝမှာတခါပဲမင်္ဂလာဆောင်ဘူးအဲ့မင်္ဂလာဆောင်တဲ့မိန်းမလည်းစူးပဲ 大家我等于这么了， ဟောစူးပါလေ 不输呢，大家， စူးပါ 妈妈没有撒一遍，什么没有撒一遍，撒一遍。你下地呢？打把来看， မမင်း 这查看哦， မမင်းလေ 没嘛啦。 ဟောမမင်းပါလားဆိုဟော 倒看， တားထက် 这是他。 ဟောတားထက်ပါဗျာဒုက္ခဟောရှောက်ရေးပဲမသိဘူးမမင်းနဲ့တားထက်တယ် 给用，对查看。 ချီးစနစ်ဟောရေးတာလေမမင်းတားထက်တယ်ချီးစနစ်တယ်ဟောရေးမှမသိပါဘူး 哦，对对，是欧闹三轮舞啊，表面的骗你啊，好比怎么帮来比，给他嘛嘞， ဒါခမရပါဗျာ 好的不？哎，好比呢？给拍。 ချစ်စနီးတက်ထား ဟုတ်တယ်မှန်လိုက်တာကဲရှမ်းမှန်သွားပြီဒီပုံလေးကိုကိုရဲကွာသားဟုတ်ပြီလားမေးသွားလို့ရှိရင်ထုတ်ကြည့်လန့်ကြည့်နော်သတိရအောင်လို့ဟုတ်ပြီလားဒါလေးကိုအိတ်စားသွားလာအကုန်လုံးဆောင်တာချိန်ပြီးဆောင်တာရော့ချိန်ပြီးထုတ်ကြည့်လို့ရအောင်ချိန်လုံးဆောင်တာဘောငါ့ရှင်ကဲ ဘဝိုင်းမှာ ရှင်မမိုင်းချင်လို့လေသူ့ဝိုင်းမယ်လေ ဟာသူတို့မိတ်ပါလေဘလို့ပါလဲဗျာဘလို့ပါလဲဗျာကျုပ်က ပြ ဟာကျုပ်မိမသူနဲ့မတူဘူးအေး တလေကြီးကျင်လိုက်တာကဲတော့ဟိုဘက်ကနေသွားရင် တော့ဘိုးဘကနေတော့မလာနဲ့နော် မလာဘူး ကျုပ်ကအိတ်နေတော့လည်းမလာနဲ့နော် ကဲသွားပါ ဟာဟဲ့ခါအားလုံးလေ 你还没有嘞？你哎，那咱这小子，你看没看下去嘞？哼！你走。回来，哎，你把蛋炒来好的。哎，这谁呢？အားလုံးလေ လူသားချင်းစိတ်ကိုထိထားတယ်တော့လားဟာ ဟာဒါသိကြလား အဲ့အောင်မင်းက
အမီးရိုက်စားအောင်ရက်ကြီးပဲတောက်ရင်သေပါအောင်မနော် မြက်ပဲချင်းစား လာစားဘော ငါပဲကလောင်း အမလေးမဲမင်းကြီးမအဆူရရတယ်ခေါ်တော့လာကြားလာပြီခုမှပဲရောက်လာဗါလေအခန်းကူးနေလား ဟုတ်တယ် မဟုတ်ပါဘူးအခုရောက်လာပြီဖြစ်လို့လေဒါနဲ့ဟိုမိုက်ကကြီးရော အဲ့ကောင်ကြောင့်မေးမနေခုချိန်လောက်ဆိုတာတာရာဖြစ်နေလာပြီ ဟုတ်တယ် သူနဲ့ဆူနဲ့လမ်းကစားမပြီးသေးဘူးနော် အာနေလေအဲ့ဒီကိစ္စရို့လေစိတ်ထဲကနေအပီးအပိုင်မေးပြောင်းလိုက်အဲ့နေကစပြီးပြီးသွားပြီလို့မှတ်ထားလိုက် ဟာအဲ့လိုလွယ်နဲ့ပဲပြီးလို့ရမလဲ ကဲမဲမင်းကြီးမပြီးသေးဘူးလို့နေ့စိတ်ထဲမှာရှိတယ်ဆိုရင်လေအဲ့ကောင်နေလင်းမရပြေရဟိုတယ်မှာရှိတယ်မင်္ဂလာကားတဲ့ဟိုတယ်ကလိုက်သွားပြီတော့ အဲ့တော့ဆိုရင်လေအဲ့ကောင်သူ့မိမရဲ့ရင်ဝင်ထဲမှာမင်းဆက်ပြီးပြောနေလောက်ပြီ ချောင်းချီး ကြီးရအားတော့အမေပါစေ哎呀，鸡鸭了，鸡鸭我一个人都没包了。没那么地吧？拉不漏你嘞。不是，这苏没有啊？啊，你要嘛你要那看瓜那边的呢？那个快了。哎，你还有那看瓜那边的呢？没有。还有事情嘛？别的，做边花呗，边花呗。ခေါ်လို့မရတော့ ခေါ်လို့မရအောင်သူကသိသွားလို့လား ဟာမဟုတ်ပါဘူးစူကသူ့ရဲ့မပြီးသေးတဲ့ဇလန်အဆုံးသက်ဖို့တဲ့ဒီကိုလိုက်သွား ဘာဒီ ညီမလေးကစူးမလား အာဟုတ်တယ်ဦးရင် ညီမလေးယောက်ျားဟိုကိုနိုင်မင်းခက် ဟိုအတူလာကြလေတော့ခုခန်းထဲမှာဦးရင်ရော ဟိုလုတ်ကိစ္စဆိုတော့ ဟွန်း ကိုနာမည်ကိုလည်းကိုမြထွေးလို့ပဲခေါ်ပါ အာဟုတ်ကဲ့ပါရဲကိုကိုရဲ့ရဲကိုကိုကဒီမှာကြောက်မှာလား တရက်နေ့လောက်တော့ကြောင်းအောင်မထင် အဲ့တော့တွေးကြတာပေါ့ကိုနိုင်ကရဲကိုကိုသာတွေ့ရင်အရန်ပြော်မှာထမင်းလေးပါတူစားကြတာပေါ့နော်အဲ့ဆိုလို့ချင်းစူးသွားရမယ်နော် မိပြီ ဟာတော့မဖမ်းပါနဲ့တော့မှပါတယ်ဟမ် ဟာဒီဒီကလာလို့လား ငါလူသက်တရခံလာဖမ်းတယ်ဆိုတာမင်းတို့ပြောပြတယ်ငါဘာကိစ္စနဲ့လာလာဘူး ရိုးကြော်လေပြောအချင်းချင်းနေပဲအဲ့လောက်ဒီလှုပ်ရဖို့မကောင်းပါဘူးလား ဒါတာဝန်ရပါကွာ မင်းကလည်းကွာသူ့တာဝန်ရလူသက်တရကလာဖမ်းတာမင်းဘာလို့သိချင်နေလဲ ဟမ်ဟဲ့ငါလူသက်တရခံလာဖမ်းတာမင်းကဘယ်လိုလုပ်သိတာဘယ်လိုလုပ်သိ ဒီ လဲ နဲ့ရေးပြောလိုက်တာလေ ငါပြောလိုက်တယ်ဟာတော့ပါကွာဟိုဒီကိစ္စဘယ်သူမှရှောင်မပြောနဲ့နော် ချစ်ချစ်ဟာမပြောပါဘူး တရခံထွက်ပြေးသွားမှဆိုလို့ပါကွာ ဟာရောက်ဟိုကောင်မလေးကလာโอเคဆိုင်ရကောင်မလေးလို့မင်းတော့ တော့ပါကွာဒီဖုန်ကြောင်တွေအရှိကြမှာသွားပြောမိရတယ်
ကိုရဲ့အဲ့လိုထားတာထောက်ပါစားပါနဲ့ဟာကိုကြီးလေးပါတထားမှာပေါ့ တတိဆိုတော့ထားရင်ဘာမှမသိဘူးတတိထားမှအရာရာတတိပြုတယ်ကြောက်ရတတိမခုမပြေတတိမူကမြူတော်မြည်တဲ့တတိဆိုအဲ့လောက်ထိရေးကြည့်တာ ဟာလိုက်တာကိုရဲ့ကြည့်ပါဦးကိုတော့တတိပြန်ကောင်းလာပြီဖေးဝမ်းသာလိုက်တာ ဒါနဲ့တခုတော့မေးပြခမရဘာဖြစ်လို့ကျွန်တော်တော့တက်လက်ကတ်နေအဲ့လိုတော့ကျုံမမပြနေစေတာတော့ဒါဒီကိစ္စကတော့လို့လို့ဆေးပါ ပိတ်စမ်းပါဓာတ်ပုံပေးထားတယ်ထုတ်လို့တော့ထုတ်ကဘာမှလဲပါလားပါတယ်မလားဒီကကိုနဲ့ကွာဆောင်တော့ပြောရတယ်ထုတ်ကြည့်ဘယ်သူလဲကြည့်နောက်မှဖတ်စောက်တက် ချစ်စနီးတက်ချာ အဲ့ဒါပဲနောက်ကိုမင်းမယ်ဆိုလို့ရှိရင်ဒီလိုနောက်ကိုလှမ်းကြည့်တစ်ချိန်လုံးကြည့်နေနော်အမိပြီနော်ဟာဟိုရဲ့တက်ကတော့ဟိုမင်းနဲ့ဘွားမှာပေးလာသေးလဲကျွန်တော်ဟိုတက်ကိုပတ်လိုက်သိလားဟိုဒီမရတော့ဟိုကောင်းနဲ့လေဒီတိုက်ပေါ်နေကုတ်ဆွဲတော့ခါတော့ပြချပလိုက်ချင်သိလားဟာမုန်းတယ်ကိုလည်းမုန်းတယ်အဲ့ဒီကောင်းနဲ့မောင်းတယ်ခါပြချင်တယ်ဒီကတောင်းယူတယ်ကြာပေးကတော့နေနေရလို့ကတော့ဟုတ်ဟုတ်တာဖြစ်တယ်တော့သူကိုလို့ဖြစ်ရအာပိုင်လာလာလိုက်ခဲ့မင်းလဲဒီကနေ့မလေးအင်တာနက်လိုက်ခဲ့လားအာအေးလေတော့အာဘယ်လိုလဲအဲ့ဒါလည်းမခံနိုင်ဘူးယောခမရချွေးတယ်တော့ဒီရပြအမလေးပြောရဲနော်ဒီတော့ရှင်ပဲအဲ့လိုတော့ဒါကျတဲ့ကြောက်တော့တော်ပါပြီအင်တာနက်ချန်နယ်ကတော့ဒီလိုတော့လုပ်တယ်နော်စိတ်ချမယ်နော်ထွက်သွားတယ်နော်ငါဖွင့်တယ်ကြားလို့ရတယ်ကျမကိစ္စမပြီးလို့ရှင်းကိုလိုက်ပြီးကိစ္စပြီးအောင်လုပ်ပါမှတ်ထား
我给他花的，让我活对吧？哎，这几个，好吧，那我还没吧？真没活的，那个，你给过来呀嘞。မင်းဘယ်တော့မလဲဘယ်တော့မလဲ 哦，没弄我多少颜色的光的，你有时候搬到旁边搬的没买点，我说他来路，啊，古老嘛的都一般的，俺扣出来了，喏。 မင်းကငါဘာတခါပြောမလဲအဲ့ဒါမင်းမိမတို့ငါတို့ဒေါသထွက်လာပြီတော့မင်း 俺也叫တင်းနေပြီငါမင်းမမဟုတ်ပါဘူးမင်းပဲတခါပြောမယ်ငါမင်းမစူးဟာစူး ကိုကို စူး ကိုကိုနေကောင်းရလား ဟာနေမကောင်းဘူးစူးနဲ့ခွဲနေရဘယ်နေကောင်းပါမလဲတော်သေးတာဗောငါမင်းမနဲ့ငါဒီတက်တက်ခွဲပြီလို့ငါထင်တာလားကွမ်းသားတာစူး ညီပြောတော့အခန်းထဲမှာကြံခဲ့တာဆို အာဟုတ်တယ်ကိုကနေမကောင်းတော့အခန်းထဲမှာကြံခဲ့ရလေညအေးပတ်သားလေ ညအခန်းထဲမှာအိတ်တာမဟုတ်လား तू ကဘလို့အေးပတ်သွား ကိုကိုပေါ့ညအဲ့လို့ဆိုပြီးအဝေးဆိုင်အကောင်လုံးချုပ်ပြီးအိတ်တာလေ တွင်းကတော့မပါဘူး ဘာဒီအမှုကအဲ့ဒါ ဟဲ့နေတော့ကိုလင်ကိုပြဘလို့အေးခဏဥပါလားဗျဒီအမှုတောင်မပြောနဲ့ကျွန်တော်လောဆယ်ပြောအောင်မယ်ဒီကောင်တော့ကြည့်ပြောဒါကြောက်မင်းမမဟုတ်ပါဘူးတဲ့တောက်လျှောက်ပြောနေတယ်နော်အဲ့ဒါစကန်ကော်ပီတခါလေးဆက်လိုက်အချင်းတွေမကောင်းတဲ့တခါလေးရွာသားကြီးပို့လိုက်တော့ ဟာဘာလို့ပြောနေလဲ ဟောဆက်ပြီးတော့တိုင်အောင်မယ်ကျွန်တော်တို့ကဗျာရုံစိုးပတ်စိုးပုံပြက်ပဲမိမိုက်တော့လိုက်ပြီးနှောက်ချက်နေတာအတူဖမ်းပြီးရေးယူပေးစမ်းပါ နေပါဦးဗျာကျွန်တော်တရားခံတယောက်အရင်ဖမ်းပြတယ်ခမ ्या ကိစ္စကိုလေနောက်မှကျွန်တော်အရေးယူပေးမယ်ဟုတ်ပြီအမှန်တရားဆိုတာဗခန်းများနဲ့အုပ်ထားလို့မရပါဘူးဗျာ လုံးရပါဘော ရဲကိုကိုလေအရင်လောက်တာပဲ ကဲလာစစ်တော့မယ် ဟဲ့အဲ့လိုလုပ်လို့မရအဲ့လိုလုပ်လို့မရဘူးဟဲ့နေတော့တိတိနဲ့အဲ့လိုမလုပ်နဲ့တော့ငါ ဟာမရှိတော့ မင်းကွာငါတန်တန်ပြောရတယ်အမင်းမမဟုတ်ဘူးလို့မနခါ ဟဲ့ ပြော ကောင်ဟဲ့ကောင်ဒီမှာငါမင်းမသူတော့ဝင်ခံနေပြီတော့ငါလည်းသိတယ်မင်းသူလည်းလည်းမရပျက်စီးရပျက်စီးတော့မချမ်းနဲ့တော့ငါမင်းမကောင်းလား အောင်မ ဟဲ့ဟာသူပဲပုံပြပဲနိုင်တော့ကမင်းနဲ့သူပုံကဟဲ့ပြေးတယ်မပြေးနဲ့မင်း သားမယောက်ျား ဘာမှမပြောနဲ့ဟဲ့ကောင်ဟဲ့ကမင်းတို့ကမင်းတို့ ဘိုင်လေဟာရှင်မဟုတ်တာလေရှင်အယူလား ဖမ်းလိုက်တာ ကျမကိုတတ်မလို့လား ဖမ်းလိုက်တာဖမ်းလိုက် ရဲနိုင်ပဲရဲနိုင်ပဲ တိုင်စမ်းပါငါရဲပဲလေငါနာမည်ကတက်ကြက်မြင့်ထွေအမတန်ရက်ဆက်ကြမ်းကြုတ်ကောက်ကျစ်တဲ့လူဆိုးကြီးဤတုံးကိုလိုက်ဖမ်းနေတာ အာရှင်အဲ့ဒီအီးတော့ဖမ်းမယ်ဆယ်ပဲစားကျမလည်းမစားကျမဒါကြီးဖြုတ်ပေးစမ်းမှာကြောက်စရာကြီးပါကြီးလေ အဲ့ဒီလူဆိုးကြီးဤတုံးကမင်းပဲလေ ဘာလာပြောနေရလဲ ဒီမှာကြည်စမ်းဒါဘာလို့တက်ဖို့ အော်ဟောဒါကျမဓာတ်ပုံလေကျမယောက်ျားနိုင်မိတ်ကောင်ကျမပေးထားတာဘာဖြစ်လဲ အောင်ဖြတ်ရဲလိုက်လို့32ချောင်းလုံးသွားတယ်ဖျားဘူးလှဲ့သွားမယ်နိုင်မင်းခန့်ရဲ့မိန်းမဘသူဆိုတော့ငါကောင်းကောင်းသိ ဟာ ဒီမှာချီးစနေတဲ့ဒါလူဆိုးကြီးဤတုံးလူတက်တဲ့နေရာမှာသုံးတဲ့နောက်ဆုံးပေါ်နီးစနစ်ဟာ မဟုတ်ပါဘူးရှင်ဖေးစမ်းပါကျမကိုဖြုတ်ပေးကျမကိုဖြုတ် အဲ့ ပေး ဒီအောင်ဆောင်တဲ့လူကအရန်နှိုးရခတ်တာဓမ္မတာပဲလေ ဟဲ့ငါမလို့ပြောနေငါမလို့ပြောနေနော် နိုင်မင်းကမင်းမားနေပြီနော်မား မမဟုတ် ပြည့်နေအဲ့လိုမလုပ်သေးဘူးနော်နေနိုင်မင်းကနိုင်မလေးမင်းတကယ်ချင်းရင်းနေတော့မင်းတကောမရအောင်ငါမလုပ်တော့မင်းသိရမလား ဟဲ့ကောင်ဟဲ့မင်းတို့ကငါတကယ်ကြီးအရေးစံငါသိတယ်ခိုးကောင်မနဲ့ပေါင်းပြီးတော့ဒီတဲ့နဲ့လုံတယ်ဆိုရင်ငါသိတယ် မင်းကျူးလွန်ခဲ့တဲ့အပြစ်တွေကိုကြံပြောပြတရားသူကြီးတယောက်အိမ်နာတက်နေတော့မှအိမ်နာရှိမှငါပြောကုန်ချခဲ့တာလေအဲ့ဒီတရားသူကြီးအိမ်နာတွေကအထွက်ငါပြောကုန်တက်နေမိပြီးတော့အိုးနဲ့ခေါင်းနဲ့ရိုက်မိပြီးအီးမုံပြီးတည်သွားတာလေမင်းလူတက်တဲ့စနစ်ကိုမင်းတို့လောကသားတွေကသဘောကျပြီးတော့မင်းကိုချီးစနစ်လို့ခေါ်တာမင်းဘာညင်းညင်းသေး မ လဲ ဟုတ်ရှင်ပြကျမခမောင်စီကြောက်ဒါလေးဖြုတ်ပေးစမ်းပါ ခဏနေ ကျမဖြုတ်ပေး ဟယ်လိုကျွန်တော်တက်ကြမြင်ထွေးပါလူဆိုကြီးဤတုံးလို့ယူဆရတဲ့လူတက်တရခံမိန်းကလေးတယောက်ကိုကျွန်တော်လက်ရဖမ်းဆီးထားပါ မဟုတ်ပါဘူးလို့ဆိုမှာ ဗျာ ဟဲ့ပြောဆိုပြောတယ်နော် ဖေ
မင်းမတက်ထားကြောင်းမင်းသိရတော့သူကအချင်းကြီးသလိုအမြဲကြီးတာမင်းသူ့ရှိရထွက်သွားမင်းကိုတတ်လိုက်မယ်ကွာ ဖေအောင်ဒီတိုင်းတက်နေသေးတယ်ဒီဟာမကြီးလဲနေတော့အသိမခံနိုင်ဘူးနော်ငါစူးနဲ့ခွဲရယူသိမှာကွာစူးနဲ့ငါနဲ့လေ तू ကစူးဆိုငါပန်းလေးနားရလားစူးနဲ့ပန်းနဲ့စူးကွာလွတ် ဟေးလူမနေနဲ့ဟာတော့ကွာဟာတော့မချင်ကြငါတော့ဟိုမယ်ရောဒီကြိုင်ထားပြီးတော့ကြိုင်ထားတော့ဆိုင်လေငါဘယ်ကိုကြိုင်နေလဲဘာလဲကြိုင်ဆိုဒီတောကိုကြိုင်ဟာဒီတောကိုကြိုင်တော့မရောဒီတောကိုဖေအောင်သူ့လိုပြောတော့ မတူဘူး ပြောတော့ ဟိုလူတို့ကြီးဤတုံးကိုတောင်ငူရဲစခန်းမှာဖမ်းမိထားတယ်။အော်ဟုတ်ကဲ့ဟိုမဖမ်းပါဘူး။ဟုတ်ကဲ့ကျွန်တော်လှုပ်ပေးလိုက်ပါမယ် ဘာဒီမှလည်းမသိဘူး ။ Sorry နော် ဘာ sorry လဲကျမတို့ဖြုတ် ။ဟုတ်ကဲ့ ကျမဖြုတ် ဖြုတ်ပေးပါမယ်။ Sorry နော်။နာသွားလားမသိဘူး တလားဘောင်းနဲ့ဘာလုပ်နေလဲဟိုမှာနေရောက်ကြလေဟိုစူတော့ကိုလိုက်တော့မယ်လေ ဖြုတ်စမ်းပါမင်းဖြုတ်စမ်းပါ ခဏလေးပါဗျာ မနင်းတတ်ပုံလား ဟုတ်တယ် ။မလေးကူပါတော့ဖြုတ် ရှင်းကိုလေ ။ဒါလည်းရဲစခန်းလိုက်ခဲ့ပါလား ရှင်းကြအဲ့ဒါနော်ကျမယောက်ျားလွတ်သွားပြီသူများနောက်ပါတော့ရှင်းကိုလေကျမလေအရှင်မထားဘူးသိလားအရှင်မထားဘူး အရှင်းကဖြတ်ပြီဘာလို့ပြောနေလဲအရှင်းမထောက်လို့စမှာဟဲ့နေလဲအေးဆုံးမပြီးတော့ ဒီမှာနာမည်ပြောနာမည်ပြော ။ကျွန်တော်မရွယ်ထားတဲ့လွဲချော်မှုလေးတစ်ခုပါဗျာ။ခွင့်လို့ပါဗျာ ပြောနာမည်ပြောပြန်ပြော ။ကျွန်တော်တက်ကြမြင်လုံးပါ အေးတွေ့မယ်ဘာတက်ကြမြင့်ထွေးဆိုမြင့်ထွေးဆို လုံးတာနဲ့ထွေးတာ ကဲဟိုမှာနေရောက်ကြတွတ်တော့မယ် ကျုပ်တော့တိုင် ။မလေးရဲကြုံနဲ့တိုင်မယ်။မလေးသာပေါ်တော့သွားပြီ။ဘယ်ကိုပြောအောင်မလဲမသိတော့ 你跑起来还要走？哟，跑了嘞，跑怎么要走？姑ပြောလိုက်ပါဦး ဟုတ်တယ်ဘာဖိုင်လာလာမင်းမလာကြောက်မင်းမ तू ကစူးတော့ကြောက်ကပန်းနဲ့စူးနဲ့ပန်းနဲ့ဝါဆက် အဲ့ဒီစူးတဲ့ပေါင်းလည်းခဏလောဘာမချောင်းမြစ်ပါမချောင်းဆွဲချောင်းပြမသိလား ဟုတ်ပါလေလာမင်းမပြေး ဘာလာလဲရှင်မှတ်ထားဟဲ့ဘဝညောင်ပြန်သိသွားအောင်လုပ်လိုက်တာလေ မင်းမတဲ့ဟာတဲ့တော့ ကောတက်ကိုတတိယပြီနော်ပတ်မိပြီနော် အိုးတက်ကူတစ်စက္ကန့်မှတော့မေးလို့မရဘူးခရီးသွားနေတော့ကျွန်တော်လွမ်းနေတာ ဘာတိုင်တာ တဲ့ရောဒီနေ့ဘာလာလို့တော့ ဟိုကိုကလည်းမမှတ်မိဘူးလားကိုနဲ့တန်တဲ့ဟန်နီမွန်းထုတ်ခဲ့တဲ့နေရာလေးဟိုနောက်ကခလူမမိရမလား အဲ့ဒီဆောင်းလေးမှာတူတူအိတ်ခဲ့တယ်ပြီးတော့ဒီရေကူးကမှရေဆေးကြတယ် ဟောကိုလည်းရေကူးတာပါ အော်ရေကူးဆေးကြတယ်အိတ်လိုက်ကူးလိုက်အိတ်လိုက်ကူးလိုက်ကူးလိုက် တနေ့ကုန်မမိတယ်ကိုလေးတိုင်ဝါတော့မိမရမ်းပါနေဘလို့လိုက်တာလေရှင်းကုန်မေးတော့လုံလိုက်တာလေမေးမညာထင်နေသလားငါယောက်ျား စူဟာမင်းမပြောတယ်ဒီဘောရလိုက်တော့ချက်နေတာဘာလို့ဒီမှာနေနေရလဲငါတော့ဒီဘောရအဲ့ဒီဒိတ်ဒိတ် ဝါမထားသူကတေးရိုက်တယ်မှာသူကငါဝါလာရဲ့စူးကြအောင် ဟာမင်းမ ကိုပြက်မိလား အော်တစ်စက္ကန့်မှတော့မေးလို့မရဘူးတက်ခီးတော့လွမ်းလိုက်တာဒါနဲ့ကူဒီနေဘာလို့လဲ ဟိုကိုကလေဒီဟာလေဟန်နမွတ်ထွက်တာလေကိုနဲ့တက်တဲ့ဟန်နမွတ်ထွက်တဲ့နေရာလေးမရမလားကိုနောက်ကဆောင်းလေးရ အဲ့ဒီဆောင်းလေးမှာအိတ်တယ်ပြီးတော့ရေကူးတယ်အိတ်တယ်ရေကူးတယ် လေရကြလေပြောပြီးပြီလေ မပြောသေးဘူးခုမှပြောတာလေ အော်ဟိုဘာလဲမပြောသေးဘူးခုမှပြောတာ ကို ဟဲ့ဘကူလီဟိုဘာလို့သူနဲ့လည်းကိုလာကန်နားလေသူလည်းပေးရတယ် ဟိုမင်းတို့မသိဘူးအဲ့ဒါ KTV ကကောင်မလေးကျွေးနေ အော်ဒီကောင်မလေးလေကွာရွယ်ငယ်လေးနဲ့ဒီမှာဆန်တော့တိတ်ခါနဲ့ထိစားမှာငါမင်းမရှိမအဲ့လိုဟိုဆွဲနေနေမလုပ်ပါနဲ့ ဟဲ့မလုံးနဲ့ငါလုံးပါတော့နေ ဘာဖြစ်လို့လဲ အဲ့ဒါဒေါ်လာတစ်ထောင်ပေးလို့ရှင်ကျမပေးရမယ်လေဒေါ်လာကြောက်ဘာလဲဒေါ်လာတစ်ထောင် ဘာတော်လဲထောက်တော့ဘာတော့ပါလဲ ငါရှင်းပြပါမယ်တက်သားဟိုဒီလိုပါဟိုနေမရှိတဲ့ညမှာလေဟို तू ကမပြောဘူးဟာ तू ကိုပြောအောင်လို့လုပ်ပေးနိုင်ရင်လို့နေကဒေါ်လာ1000ပေးမှဆိုလောင်းတာ ဟဲ့ဘာလို့လဲလေ မပေးဘူး မပြောတယ်တက်ကိုမတော့ ဖြစ်လိုက်လားတော့ဖြစ်လိုက်လားအဲ့ဒါအဓိကပဲမလုပ်ဘူးလားမလုပ်ဖြစ်လို့လားဒီမှာဒေါ်လာ1000လောက်ကတော့လေမမပြီးပါမေဒေါ်လာ1000က1000ဆိုလဲပြီးမယ်မမယောက်ျားနဲ့တော့မလေးပြစင်နဲ့ကွယ် အဲ့ဆိုတော့ကျေးဇူးတင်ပါတယ်မမရဲ့ဒီမလေးကလည်းအဆောင်ဘူးတွေလည်းအကျွေးတင်နေရအမေကိုလည်းပတ်စံပေးရမှာမဟုတ်လို့ပါမဟုတ်လို့ရှင်ဒီဖိုးရုံလှဲ့တော်မကြည့်ညီမကမှအန်ကယ်လေးရအများကြီးပဲလေအဲ့ဒါနဲ့တည်းသိတယ်ဆိုတော့ ဒီလာမပါတယ်ကျေးဇူးတင်ပါတယ်မမကလာပါပြောမနေမလဲတော့မလားလာခဏမတက်ခံလေးတော့မယ်ခံလေးတော့မယ်လား ဒီတော့ပေါ့ကဲရှောက်မပြောနဲ့အောင်မလား ဟာဘယ်လဲ စူဟဲစူရ တော့ပေးလားလာတော့ဟိုလက်ကိုစူးသွားလက်ကိုတပတ်ထောက်မင်းနဲ့စူးသွားတာတကယ်စူးတော့ပါမိမတက်ထား